တနေ့တနိုင်ကျွန်ုပ်နှင့်ဆောင်းတော်ဥပုပ်ဦးတို့သည် NCCN ရုံးခန်းအတွင်ထိုင်နေရင်အငြိမ့်မင်းသမီးကလေးမြနှင်းစီအလှကိုသူထံကချင်းမုံကန်းဖွင့်ရနေကြ၏ထိုအချိန်ကမြနှင်းစီအငြိမ့်အဖွဲ့သည်ပဇွန်တော်လိတ်ကံပန်းညံတွင်ညစဉ်ကပြလျက်ရှိနေ၏ဥပုပ်ဦးသည်အငြိမ့်ဝါဒနာဦးဖြစ်သည့်အားလျော်စွာမြနှင်းစီအငြိမ့်အဖွဲ့ကိုညစဉ်ညတိုင်းမလွတ်တမ်းသွားရောက်ကြည့်ရှုလေ၏ကြည့်ရှုပြီးသည့်အခါတိုင်းလဲဥပုပ်ဦးကမြနှင်းစီအလှကိုဟိမဝနာချီကျူးကံဖွင့်လေရှိ၏ဥပုပ်ဦးကညမြနှင်းစီလေးလှလိုက်တာများဗျာရွှေမုံစားပြီးမွေးလာသလားအောင်မရတယ်အသားလေးကဝါညက်ပြီးရွှေလိုဝင်းနေရပဲဗျာဟုချီမုံကဖွင့်လိုက်လေရာကျွန်ုပ်ကအသားလေးတင်ဝင်းနေရလားဗျအနှာတန်လေးရောဆင်းမနေဘူးလားဟုမိလောင်ရလေးပင်လှုပ်လိုက်လေထိုအခါဥပုပ်ကအနှာတန်လေးဆင်းနေုံနဲ့ဘယ်ကမလဲဗျကိုလုံးကိုပေါက်ကလည်းငရမ်းကိုလုံးလေးဗျာဟုခါသေးရင်ချီပဒုံမဏီစွာမြနှင်းစီကိုလုံးမျိုးကိုဆိုလိုတာဗျာဟုမဆားဝါကမှန်ချီမုံလိုက်ပြန်လေကျွန်ုပ်ကလည်းကိုလုံးကိုပေါက်ကလေးရင်လာဗျာဟုထပ်မှန်၍အဆင့်ပိန်တက်ပေးလိုက်ပြန်ရာဥပုပ်ကကိုလုံးကိုပေါက်တင်ဘယ်ကမလဲဗျာအတန်လေးကလည်းဂျိုးကြအတန်ကာရဝိတ်ငါတန်လေးဗျကျုံရင်ကမိမကြီးနဲ့တော့ကွာပါဗျာကျုံရင်ကမိမအတန်ဒဲဟုတ်ဖင်ကိုတဲနဲ့ပို့ပြီးထွက်လာတဲ့အတန်မျိုးဗျာဟုမစီမဆိုင်အိမ်မှာကြံနေသောမိမကြီးကိုပင်ထီပါပြောဆိုလေတော့ဤထိုခိုက်မှာပင်ကျွန်တော်တို့၏အနီးသို့ပြတာမောင်ရွှေရောက်လာပြီးဆရာကြီးတို့မင်းကြီးတော့ကျင်းတော့မယ်အေးရခင်ပြင်းမှုပြင်မေတော့ဟုရှွတ်နောက်ပြောလိုက်ရာဥပုပ်ကသူ့လက်ဝါးကြီးကိုမြောက်ပြလိုက်ရင်နင်းရဲ့အုပ်လိုက်လို့ပြတာဘောကနေစုတေသွားမယ်ဘာမှတ်လဲဟုကျင်းမောင်းလိုက်လေရာပြတာမောင်ရွှေကတဟဲဟဲရေထွက်ခွာသွားလေထိုအခါကျွန်ုပ်တို့လည်းမင်းကြီးရုံငန်းတွင်သို့ဝင်ရပြင်ဆင်ရလေဥပုပ်ကမင်းကြီးဆိုတာကျွန်ုပ်တို့ဆောင်တော်တွေကိုပုံမှန်စူးပေးမှထမင်းစားမင်းနာဗျဒါကြောင့်ထမင်းစားမင်းအောင်မကြစူးပေးတဲ့သဘောပဲဒါအလို့သဘောပြဟုဆက်ဖြည်းဖြည်းပြောလိုက်လေကျွန်ုပ်ကအလို့သဘောအရဆိုလဲအစုခံမှုသွားရတာပေါ့ဗျာဘာတတ်နိုင်မှလဲသူဆန်ဆိုင်ရဲရတော့မှဘဟုပြန်ပြောလိုက်လေပြီးနောက်တွင်မူကျွန်ုပ်တဲ့ဥပုပ်ဦးသည်မင်းကြီးရုံငန်းတွင်သောအစုခံရဝင်ရောက်ခဲ့၏ရုံငန်းထဲတွင်ဆောင်းတော့ကိုစိန်မင်းတို့လူစုသည်မျက်နှာသေးများနှင့်တန်းစီနေကြပြီးဖြစ်၏ကျွန်ုပ်တို့နှစ်ဦးသည်ကိုစိန်မင်းတို့လူစုနောက်တွင်ဝင်ရောက်၏တန်းစီလိုက်လေ၏မင်းကြီးကမြည်တော်ဝါလို့အပြင်းထူတဲ့လူကလေးတို့အလွန်တော်လို့ကျွန်ုပ်ကိုပလိမင်းကြီးကဆူလိုက်ပြီးမောင်မင်းတို့ CID ကဆောင်းတော့တွေအိပ်ပျော်နေပြီလားထောက်ကြံအဝေးပြီးလမ်းပေါ်ကအမှုမပေါ်သေးဘူးအင်းအားလမ်းပေါ်မှာလူသားမှုဖြစ်ပြီးဟုကျွန်ုပ်တို့ဆောင်းတော့များကိုကျင်းပေါင်းလိုက်လေရာဥပုပ်ကကျွန်ုပ်၏အနီးသို့လေတန်တိုးဖြင့်အင်းအားလမ်းမှာလူသားမှုဖြစ်ပြန်ပြီရဲ့ဗျာအေးစစ်စစ်နေရမလားမှတ်လို့ဆောင်းတော့လုပ်မိပါတယ်အခုတော့မလွယ်ပါလားဗျာဟုညှဉ်းညူလိုက်လေမင်းကြီးကကျွန်ုပ်နဲ့ဆောင်းတော့ဥပုပ်ကမောင်မင်းတို့နှစ်ယောက်ပင်မာသွားပြီးအိပ်ပျော်နေလေဒီမှာအမှုတွေမပေါ်သေးဘူးအမှုတမှုထပ်ဖြစ်ပြန်ပြီဟုကျင်းပေါင်းလိုက်လေရာဥပုပ်ဦးသည်မင်းကြီးမျက်နှာကိုကြည့်ပြီးအထိတ်တလန့်သွားကအရာရာအမှားမှားဖြင့်ကျွန်တော်မျိုးတို့မြနှင်းစီအကြောင်းကိုဆွေးနွေးနေပါဟုဖြေမိလိုက်လေဟိုက်ဒုက္ခပါပဲဥပုပ်ဦးတော့ရောင်ရည်မဟုတ်တာတွေဖြေကုန်ပြီဟုရေရွမိလိုက်သို့တော့မင်းကြီးမှာဥပုပ်ဦးစကားကြောင့်အလွန်အောသွားဟန်ရှိပြီး Oh God မြည်တော်ဝါလို့အပြင်းထူတဲ့လူလေးတွေအတွက်ဒီတခါတော့ကျွန်ုပ်ထပ်ပူတော်နေပါလားဟုအန်အော်ဒီရေရွလိုက်လေဥပုပ်ဦးနဲ့ကျွန်ုပ်တစုံတရာမှားယွင်းနေပြီဟုထင်မိလေထိုအခါနေရာကလည်းဝင်ရောက်အမှတ်ယူလေရှိသောဆောင်းတော့ကိုစိန်မြတ်ဘူးမသိပါမသိဖြင့်ကျွန်တော်မျိုးတို့လည်းမြနှင်းစီကိုသိပါတဲ့သခင်ဟုဝင်ရောက်အမှတ်ယူလေထိုအခါဆောင်းတော့ကိုလည်းလှရလေအားကြမခံကျွန်တော်မျိုးလည်းမြနှင်းစီအကြောင်းကိုတော့ကောင်းကောင်းသိပါတဲ့သခင်ဟုဝင်ရောက်ပြောဆိုပြန်လေရာကျွန်တော်တို့ဆောင်းတော်များအားလုံးကမြနှင်းစီကိုသိရှိကြောင်းသူထံကအလူရဲ့ပြောဆိုတမ်းများဖြင့်စီယန်ဒီရုံငန်းတစ်ခုလုံးပေါ့ပွညံသွားလေကျွန်တော်တို့ဆောင်းတော်မင်းကြီးမှာလွန်စာစိတ်ချုပ်တရားဖြင့်မျက်နှာကြီးရှုံမဲ့ပြီးလင်အိုးဟိုးတော်ပြီပိတ်ကြစမ်းကျွန်တော်နားမခံနိုင်တော့ဘူးဟုမြနှင်းစီဆိုတာဘယ်သူလဲပြောစမ်းလူကလေးဥပုပ်ဟုမင်းမြန်းလိုက်လေရဥပုပ်ကမြနှင်းစီဆိုတာအလွန်ချောအလွန်လှတဲ့အငြိမ်မင်းသမီးလေးပါသခင်ဟုတော်တော်လေးဖြေကြလိုက်လေထိုအခါမင်းကြီးကအငြိမ်ဆိုတာကျွန်တော်မသိဘူးမင်းသမီးဆိုတာဒီလိုကားတဲ့သူဆိုတာလားမဟုတ်လားဟုလန်တချောင်းကိုကွင်းညှိ၍မင်းသမီးကဟန်ပြလေရကျွန်တော်တို့ဆောင်တော်များလေရေကျင်လုံးသဖြင့်မနှဲပင်အောင်ဤသိခံနေရလေဥပုပ်ဤဒီရေကျင်သောမျက်နှာကြီးကိုထန့်ချုပ်ထားသဖြင့်ဒီရဲနေလေအငိမ့်ဆိုတာဘာအတိတ်ပဲလဲလူကလေးတို့ဟုမင်းကြီးကကျွန်တော်တို့ဆောင်တော်ကြော်များကိုမေးမြန်းလေရကျွန်တော်တို့မှာဖြေကြခံနေအငိမ့်ဟူသောဝါဟာကိုမင်းကြီးနားလည်ရန်ရှင်းမပြတိုင်နိုင်ကြပြီထို့ကြောင့်မင်းကျွန်တော်တို့အားလုံးလည်းတယောက်မျက်နှာတယောက်ငေးကြောင်ကြည့်နေကြလေထိုအခိုက်မှာပင်အငိမ့်ဆိုတာအဆိုအကအဒီသုံးမျိုးပေါင်းစပ်ထားတဲ့သမင်ပညာတစ်မျိုးဖြစ်တယ်မြင်သူကြားသူများရဲ့အမြင်အကြားအာရုံမှာငြိမ့်ညောင်ရှိသေးတဲ့အဆိုအဒီအကအမျိုးဖြစ်စေတဲ့အတွက်အငိမ့်လိုအမည်တွင်ပါတယ်အငိမ့်ဆိုတဲ့ဝါဟာကိုအင်းဝခေတ်လောက်မှာစတင်တွေ့ရှိခဲ့တယ်အငိမ့်ဖွဲ့တစ်ဖွဲ့မှာမင်းသမီးတက်လက်နဲ့လူရှင်တော်နှစ်လက်သုံးလက်ပါလေးရှိရဲ့မင်းကြီးမြန်မာလူမျိုးတွေကအငိမ့်ကိုရိုးရအမှုပညာအနေနဲ့အလွန်အင်မတန်တန်ဖိုးထားကြရတယ်ဟူ၍အလွန်ပီသား၍လွန်စွာအစင်တန်းမြင့်သောလန်ဒန်မျိုးကြီးသားလေတံမျိုးဖြင့်ရှင်းလင်းချက်သည်ကျွန်ုပ်တို့စုံတော်များ၏နောက်မှကဲ့ထွက်ပေါ်လာလေထိုအတန်နှင့်အတူအသားညို့အရက်မြင့်လွန်စွာမှယောက်ျားပြည်သားသောလူတို့သည်မင်းကြီးရုံငန်းတွင်သို့ဝင်ရောက်လာလေကျွန်ုပ်၏ရင်ထဲတွင်ဒိန်ကနေဝမ်းသာသွားပြီးကိုမင်းအောင်ဟုရေရွတ်လိုက်လေရှီတာရှီကတ်သို့ရောက်ရှိနေသောကျွန်ုပ်၏မိတ်ဆွေကြီးစာပလင်းမင်းအောင်ပြန်လည်ရောက်ရှိလာလေပြီကိုမင်းအောင်သည်သူ၏ကြီးမားလာသောလွယ်ကြီးကိုမင်းကြီး၏စပွဲပေါ်သို့ဘုံကနေပစ်တင်လိုက်လေပြီးနောက်
ကလထိုင်ပေါ်တွင်မထီလေးစားမှုရာနှင့်ဝင်ထိုင်လိုက်လေ၏မင်းကြီးကစာပလင်မင်းအောင်စာပလင်မင်းအောင်ရောက်လာပြီအတော်ပဲပေါ့ဒီမှာအမှုတွေအများလွန်နေတယ်ဟုပြောလေ၏စာပလင်မင်းအောင်ကမင်းကြီးကိုကြည့်လျက်ကြောက်ရောက်လာပြီဆိုရင်အမှုတွေအားလုံးပေါ်မှာပေါ့ဗျာယုံညက်လားမင်းကြီးဟုမထီလေးစားဟန်မြင်ဆိုလိုက်လေရာမင်းကြီးကယုံပါတယ်စာပလင်မင်းအောင်ယုံပါတယ်သင်ဟာစောင်းတော့လို့ဖို့ဘုရားသခင်ကပေးသားထားတဲ့ပေးသနာထားတဲ့လူပဲဟုပြောလေ၏ကိုမင်းအောင်ကမနေ့ကပလိမင်းကြီးအင်းစိန် CID ကိုအမြန်လာဖို့တန်ညို့ရိုက်ခေါ်တယ်ဒီမှာလည်းအမှုတွေမနိုင်မနစ်ဖြစ်နေရတယ်လို့သိရပါတယ်ကျုပ်ကိုဘယ်ဟုတ်ဖို့နောက်ဆုံးမှာတော့ CID ကိုပဲပြန်ခေါ်ရတာပဲမဟုတ်လားဟုတ်ပါတယ်စာပလင်မင်းအောင်အမှုတွေအလွန်များနေတယ်ထောက်ကျဝေးပြီးလမ်းမပေါ်ကလူသက်တများမှုမပေါ်သေးဘူးအင်းအားလမ်းမှာလူသက်မှုဖြစ်ပြန်ပြီဒါကိုခဏထားပြီးအမှုတွေမဖြစ်ရှင်းခင်မှာ CID ရဲ့ပြဿနာကိုအရင်ရှင်းပေးပါဦးအင်အားလမ်းမှာလူသက်မှုဖြစ်ပြီးလူသက်သမားကနိုင်ရန်ပေါ်မှာမြန်နှင်းစီဆိုတဲ့စာကြောင်းကိုသွင်းနေရေးသွားခဲ့တယ်ဒီကိစ္စကိုကျွန်တော်ကဖွင့်မပြောရသေးပဲမြည်တော်လိုအမြင့်ထုံနေတဲ့စုံတော်တွေကကြိုးသိနေပါတယ်လူကလေးတွေဘာလုပ်နေကြလဲလို့ကျွန်တော်ကမေးတော့မြန်နှင်းစီအကြောင်းဆွေးနွေးနေရလို့ကျွန်တော်ကိုပြောတယ်ဒီလူကလေးတွေအကြမ်းအမြင်ပေါက်နေပြီလားဟုစာပလင်မင်းအောင်ကမေးလိုက်လေရစာပလင်မင်းအောင်ကလူသက်တရခန့်ရေးသွားတဲ့မြန်နှင်းစီဆိုတဲ့စာကြောင်းကိုစုံတော်ဥပဝူတို့လူစုမသိကြဘူးမင်းကြီးဥပဝူပြောနေတာကပစွန်တော်လက်ကံပန်းညက်မှာကပြနေတဲ့အငြိမင်းသမီးမြန်နှင်းစီအကြောင်းပါနာမည်ချင်းတူနေလို့ထင်အောင်ထင်မှဖြစ်ကုန်ကြတာပါဟုရှင်းလင်းပြလိုက်တော့အခါမှပင်မင်းကြီးသဘောပေါက်သွားလေ၏ထုံနောက်တွင်မူစာပလင်မင်းအောင်သည်ကျွန်ုပ်တင်ဥပဝူကိုဝန်သားအားရနှုတ်ဆက်ရုံဝင်းတို့ရှိလက်ဖိတ်ဆိုင်တွင်သို့ထွက်ခဲ့လေတော့၏စုံတော်ကိုစုံမြင့်တို့လူစုမှာလူသက်မှုဖြစ်ပွားရာအိမ်ယာသို့သူထံကအလူရက်သွားရောက်ရန်စီစဉ်နေတော့လေ၏တို့လူစုအင်အားလန်းလူသက်မှုဖြစ်ပွားရာနေအိမ်သို့ရောက်တော့အခါစုံတော်ကိုစုံမြင့်တို့ကြိုတင်ရောက်နေပြီဖြစ်လေသည်ဥပဝူသည်ကျွန်ုပ်တို့စီလာတော့အကားကိုစုံတော်ကိုစုံမြင့်တို့ကားအနီးတွင်ကပ်ရရက်လိုက်ပြီးနောက်ဥပဝူကကိုစိန်မြင့်တို့လူစုဟာဝရိယကောင်းတဲ့နေရာမှာတော့ကျုပ်တို့ရှိမှာပဲချီးမွမ်းလိုက်ရကျွန်တော်ကဝရိယကောင်းပေမဲ့အမှုမှန်ကိုတော့ကိုစိန်မြင့်တို့ဘယ်တော့မှဖော်ဘူးလို့လဲဗျနောက်ဆုံးတော့ကျွန်တော်တို့မိတ်ဆွေကြီးစာပလင်မင်းအောင်ရဲ့ဖော်ပေးရတာမဟုတ်ဘူးလားကိုမင်းအောင်မှမူကျွန်တော်တို့စကားဝိုင်းတွေတော့ဝင်မပြောပဲလူသက်မှုဖြစ်ပွားရအိမ်နဲ့ခြံဝင်းကြီးကိုသာအကဲခတ်နေလေအိမ်ကြီးမှာဥရောပဆန်နဲ့ဆောက်လုပ်ထားလေဥပဝူကအိမ်ကြီးကိုမျက်လုံးဝေးကြည့်အိမ်ကြီးကတော်လေးခမ်းရတယ်ဗျာအကောင်လာကြည်တန်းပညာလေးကလည်းစိမ့်စိမ့်ဆူဆူနဲ့ဟုချီးမွမ်းနေ၏ကျွန်တော်တို့ဥပဝူမှာလူသက်မှုကိုစိတ်မဝင်သားပြီအိမ်နဲ့ခြံကြီးကိုသာသဘောကျနေလေ၏စာပလင်မင်းအောင်ကခမရတို့အိမ်မော်တက်ပြီးကြည့်ရင်ကြည့်နေဗျာကျွန်တော်ခြံဝင်းထဲကိုလှည့်ကြည့်လိုက်ဖို့အောင်မယ်ဟုဆိုကအိမ်နဘေးကိုလှည့်ထွက်သွားလေ၏အိမ်ကြီးအောက်ထက်ဧကန်ထဲတွင်ပလိတ်ကလေးတယောက်ကိုတွေ့ရ၏ပလိတ်ကဆရာတို့အိမ်ဘော်တက်တက်သွားပါခမရဟုဆိုသဖြင့်ကျွန်တော်တို့သည်အိမ်ဘော်တက်သို့တက်ခဲ့လေ၏အိမ်ဘော်တက်ရှိအခန်းတစ်ခန်းရှိတွင်စုံတော့ကိုတင်လာတို့လူစုမှာဟန်ရေးပြရင်းနေလေ၏ကိုတင်လာသည်အကြောင်းကိစ္စမမေရမရှိပဲအင်္ဂန်ထဲသို့ဝင်လိုက်ထွက်လိုက်အောက်ထပ်သို့ဆင်းလိုက်တက်လိုက်နှင့်လွန်စွာမျက်စိနောက်ဘက်ကောင်းပြုရနေလေ၏တေသူမိမမှာအိမ်ကန်တွင်ရှိခရင်မော်နှင့်ပက်လက်လိုင်း၏တည်ဆုံနေခြင်းဖြစ်၏တေသူမိမမှာအသက်30ဝန်းကျင်ရှိပြီဖြစ်ပြီးအဖြူရောင်စာအကြလက်ပြက်ငွေနာကုတ်ကလေးများပါသောဆုရည်လုံးကြီးကိုရွတ်တိရော်ရဲဝတ်ဆင်ထားလေ၏အသားနှင်းငယ်ညိုပြီးကိုလုံးကိုပေါ်မှာလုံးကြီးပေါက်လာဖြစ်၏နှခမ်းတွင်စပယ်တွင်မှဲ့ကလေးတစ်လုံးကိုလည်းမြင်ရ၏သူမ၏ရင်ုံတဲ့တွင်တနတ်တန်ရကြောင့်တည်ဆုံသွားွယ်ရှိ၏ကျွန်ုပ်ဒီတေသူမိမဝကြီးကနှမျိုးတတ်ဖြစ်မိနေလေ၏ကြည်စမ်းမအောင်ဗျာအသေးစောလို့နှမျိုးကိုကောင်းလိုက်တာဟုဥပဝူကမှတ်ချက်ချနေလေ၏ထူးခြားမှုတစ်စုံတစ်ခုမှာတေဆုံးသူမိမ၏အနီးတွင်နှိမ့်စီပန်းပွင့်ကလေးများကိုညီညာညာကျဲဖြန့်ထားခြင်းပဲဖြစ်သည်ကျွန်ုပ်ရည်တက်ကြည့်တော့ကရှစ်ပွင့်တီရှိ၏အခန်းနိုင်ငံပေါ်သို့ဥပဝူကလက်ညှိုးညွှန်ပြသဖြင့်ကြည့်လိုက်ရာသွေးပင်ရေးထိုးထားသောမြနှင်းစီဟူသည့်စလုံးကြီးကိုထိတ်လန့်မွေမြင်တွေ့ရ၏ဥပဝူကတဟားဟားရ၍ဒါကိုကြည့်ပြီးကျွန်ုပ်တို့မင်းကြီးကရုံငန်းထဲမှာမြန်နေစီဆိုပြီးတို့ပြောနေတာဟုတ်ဗျကျုပ်ကလည်းဘူးမသိပါမသိနဲ့အငြိမ်မင်းသိမြန်နေစီချော်ချောင်းလှကြုံနဲ့ဝင်ပြောနေရောရှုပ်တာဗောလို့တော်ပါသေးရဲ့ကိုမင်းအောင်ဝင်ရှင်းပေးလို့ဟုပြောလေကျွန်ုပ်ကလည်းဒီကြားထဲမင်းကြီးကအငြိမ်ဆိုတာဗာလဲလို့မေးနေသေးရဲ့ဗျအေးဗျကိုမင်းအောင်အင်္ဂလိပ်လိုရှင်းမှကျွန်တော်တို့အသက်ရှူချောင်သွားတယ်ကိုမင်းအောင်ကဘယ်နေရာမှာမဆိုနှက်ဆက်တယ်ဗျကိုမင်းအောင်မပြောနဲ့ပြသူကပါရမီရှင်ဗျဆွဲစုံတော်တဲ့လူထိုးချိန်တွင်စုံတော့ကိုစိန်မြင့်တို့သည်မှန်ဘလူးကြီးတစ်လက်ကိုကိုင်းတေသူမိမ၏မျက်နှာကိုအနိကကြည့်နေလေကိုနေလာမှမြူပေကျိုးကိုယူ၍အခန်းကျယ်ဝင်းကိုတိုင်းတာနေဆရာဘွားဆိုသောဆောင်တော့အိုကြီးရမူအခန်းနိုင်ရမှမြန်နေစီဆိုသောစလုံးကိုသူ၏မှတ်စုတဲ့သူကူယူနေလေဥပဥကမူ၎င်းတို့၏လုပ်ပုံကံမှုမှာမျိုးလုံးတောက်ထောက်ကြည့်ကအမျိုးမျိုးကဲရှုပ်ချနေကိုစိန်မြင့်တို့ကိုကြည့်ပါအောင်ဗျာတေဆုံးသူမိမမျက်နှာမှန်ဘလူးနဲ့ကြည့်နေတာစားတော့ဝါတော့မှအတိုင်းပဲဟောမှန်ဘလူးကိုဝတ်စားနဲ့ပို့နေပြန်ပြီကိုတင်လာကလည်းအခန်းကျယ်ဝင်းကိုတိုင်းနေပြန်ပြီစုံတော့အိုကြီးကလည်းပလိတ်တွေကိုအထင်ကြီးအောင်စောင်းမဆူကြီးတကန်ကိုင်းနေပြီနောက်ဆုံးတော့စာပလင်းမင်းအောင်ရဲ့တရားခံကိုဖတ်မိမှာဗျာဒီလူတွေလကားပါဟုကဲ့ရလေတိုရှင်နဲ့စာပလင်းမင်းအောင်သည်အဲကနေသို့ဝင်လာပြီးတခဏများစစ်ဆေးလေပြီးလင်တေသူမိမ၏မှန်ပြီးတော့အန်ဆွဲမှန်နေကုံစသည်တို့ကိုစုံလျောင်ကြည့်ရှုလေမှန်နေကုံပေါ်တွင်ဝိုင်ရက်ထည့်ထားသောကလလေးနှစ်ခုကိုတွေ့ရ၏နားရှုပ်ကြည့်ပြန်၏တေသူမိမ၏ခေါင်းအောက်တွင်လိပ်စာကပြားတစ်ခုကိုလည်းတွေ့ရ၏
ထို့နောက်တွင်မူနှင်းစီရှိပွင့်ကိုတပွင့်ချင်းစုစည်းကမှန်တင်ကုန်ပေါ်သို့တင်ထားလိုက်၏ခဏကြာလျင်တစ်ဖက်အိတ်ကန်တကားကိုချက်ချင်းပွင့်ရင်ဝင်ရောက်သွားပြန်၏စုံတော့အိုကြီးဆရာပွားသည်စားပလေးမင်းအောင်မြင်သောအခါမတိမတာငေါ့၍တေသူမင်းများဟာတနက်တန်ရကြောင့်တေဆုံးရတာအပြဟုပြောလေ၏ဥပဝကတော်လိုက်တဲ့ဆရာပွားကြီးကတနက်နဲ့ပြစ်ခံရမှာတော့တနက်တန်ရနာပဲတေမှာပေါ့ဗျာဟုပြောဆိုလေရာစုံတော့အိုကြီးဆရာပွား၏မျက်နှာရှုံမဲသွားလေ၏ဥပဝကကျွန်တော်အမျက်စိမိတ်ပြ၏ဆောင်းတော့ကိုစိမ်းမြင်နာသို့သွားကကိုစိမ်းမြင်အောင်အမှုနဲ့ပတ်သက်ပြီးဗာများပြောဆိုနိုင်ပြီလဲဟုမတိမတာပင့်ပေးလိုက်ရာကိုစိမ်းမြင့်သည်ပင့်ရင်ပင်မမသိပဲဟန်ပါဖြင့်လူသက်သမားပစ္စည်းလိုချင်လို့တတ်တာမဟုတ်ဘူးဗျ။ရန်ရွရစားကြောင့်တတ်တာဟုပြောလေ၏။ဥပဝကစိတ်ဝင်စားအပြင်တေသူမိမရဲ့လောဝရတနာကိုဘာတစ်ခုမှမယူရဲထားခဲ့တာဟုဆိုလိုချင်တဲ့သဘောလားဟုမေးပြန်ရာကိုစိမ်းမြင့်ကဟုတ်တာပေါ့ဗျ။ခမရတောင်တော်တိုးတက်လာပြီပဲဟုပြန်လည်ချင်းမွန်းလိုက်လေရာဥပဝမှာသူစကားနဲ့သူခံလိုက်ရပြီးရှုံ့မဲ့သွားလေ၏ကိုစိမ်းမြင့်မှာသူစကားကိုဆက်လေ၏တေဆုံးသူမိမရဲ့နဘေမှာနှင်းစီပွင့်တွေကိုတွေ့ရတယ်ဗျ။လူသက်သမားအသက်ပြီးခြံထားခဲ့တာဗျ။တေသူမိမကနှင်းစီရောင်းတဲ့သူနဲ့စကားများထားပုံရတယ်။တေသူမိမအလားကြိုက်တော့နှင်းစီမှန်ဝင်မယ်ဗျစစ်စစ်ဈေးစင်နဲ့ရန်ဖြစ်မယ်ဒါကြောင့်နှင်းစီမှန်တဲ့ကိုတွင်တရားခံအောင်မိပြီဗျဟုတ်ဟန်ပါဖြင့်ပြောလေဥပဝကလွန်စာအမြင်ကတည်းကနှင်းစီမှန်တဲ့ကတနက်ကဘယ်ရရမှာလဲဗျဘာလဲ CND ကငှားလိုက်တာလားဟုမေးမြန်းလိုက်ပြန်ကိုစင်မြင့်ဒီကြောင်းအန်းဖြေသွားလေဥပဝကစုံတော့ကိုတင်လာဘက်ကိုသူ့လေကကိုတင်လာဘာတွေမြင်ထားလဲဗျပြောပါအောင်ကျတို့လည်းပညာတိုးတာပေါ့ဗျဟုတ်မေးမြန်းလိုက်ပြန်ကိုတင်လာဟန်လေကြောင်းရှင်းကကိုစိန်မြင့်တို့ဆရာပွားတို့ဆောင်းတော့ပညာတော်ပါတယ်ဗျာဒါပေမဲ့သူတို့နည်းနည်းလေးမျက်စိရှမ်းသွားတယ်ဗျဒီမှုကရညွှန်းစာကြောင့်ရန်စားကြောင့်တက်တယ်လို့သူတို့ကထင်နေကြတကယ်တော့ဒီလိုမဟုတ်ဘူးဗျပစ္စည်းယူပြီးလူသက်သွားတဲ့အမှုကိုဆိုလိုက်လေရဥပဝတီလွန်လာအားတင်အပြင်ကိုတင်လာအိုးဟုတ်ရလားဗျာဟုတ်မတိမတအယူပုံမြောက်ပြုတ်လုပ်ပြလိုက်ရမြောက်ရင်မြောက်မှမသိတော့ကိုတင်လာတိတ်ဟုတ်တာပေါ့ဗျာဒေသူမိမရဲ့ဆလင်းပတ်ထဲမှာငွေ1000ရှိရဲ့ဗျမနက်ကမှမဂဇင်းမှန်ထုတ်ထားတာအခုငွေ900ပဲကျန်တော့တယ်လူသက်သမားက900ကိုယူပြီးတတ်တော့တာဗျအနှုတ်ချမ်းစီရဲ့သဘောပေါ့ဗျာဟုတ်ဟန်ပါပြောလိုက်လေရဥပဝကအန်ဝါအမြင်လူသက်သမားကအတော်ဖက်မြတ်တတာရှိပုံရတယ်နော်ကိုတင်လာဘာဖြစ်လို့လဲဗျာဟုတ်ကိုတင်လာကဦးကြောင့်ပြန်မေးလေဥပဝကအဒီပေါက်ဖြင့်ဒေဆုံးသူမိမရဲ့ဆလင်းပတ်ထဲမှာငွေ1000ရှိရပဲဗျာသူခမ900ပဲယူသွားတယ်နောက်ပြီးဒီမိမကိုမှလည်းဝတ်ဆင်ထားတဲ့ဆင်ရွှေရတနာတွေကလည်းတမ်းမိုးမနေဘူးနော်ဒါကိုမယူပဲထွက်သွားတယ်ဆိုတော့အန်ဩစရာပဲဗျာဟုတ်ဆိုလိုက်လေရကိုတင်လာလည်းအကြောင်းအန်းဖြစ်သွားလေဥပဝတီခြေနှက်ဟန်မတူသေးပဲကျွန်တော်ဘက်သူလှဲကခမအမှုနဲ့ပတ်သက်ပြီးပြောစရာရှိလဲဟုမေးမြန်းလိုက်ပြန်ကျွန်တော်ကကမန်းကနန်းလက်က၍ဘာမှပြောနိုင်ပါဘူးဥပဝရဲ့ကျုပ်ပြောရင်လည်းအပူပါပဲကိုမင်းအောင်သာအမှန်နေပြောနိုင်မှာပါဟုပြောလိုက်လေရဥပဝကဟဲခမစားတက်သွားပြီဟုရေကြဲပြောလေထိုခိုက်မှာပင်စုံတော်မင်းကြီးရောက်လာတဲ့ပြင်ကျွန်တော်တို့အားလုံးပြရခတ်သွားလေမင်းကြီးရောက်လာပြီးကိုစိန်မြင့်တို့အလူရဲ့ဖားရတော့မယ်ကျွန်တော်ဤစကားမဆုံးမိပဲကိုစိန်မြင့်ဒီမင်းကြီးကိုအပြေးလာသွားရောက်ကြိုဆိုပြီးတရားခံကိုအမြန်ဆုံးဖမ်းနိုင်တော့ပါသခင်ပစ္စည်းယူပြီးလူသက်သွားတဲ့အမှုပါတတိတွေရတယ်ပါပဲအင်ဘောပိတ်ကလေးကိုရိုက်နှက်စစ်လန်ပေါ်လာမှာသခင်ဟုမျက်နှာလိုမျက်နှာရပြောလေမင်းကြီးဒီကိုစိန်မြင့်တို့ဤပြောစကားများကိုစိတ်ဝင်စားမှမရှိပဲတာမန်များနားထောင်ပြီးကိုမင်းအောင်ဘတ်သူလှဲကစပလင်းမင်းအောင်ဒီမှုနဲ့ပတ်သက်ပြီးဗာများပြောနိုင်ပါတယ်လေဟုမေးမြန်းလေထိုကကိုမင်းအောင်ဒီဆောင်းတော်မင်းကြီးဘက်သို့လှည့်ရပေမကြည့်ပဲဗင်းမောက်စီသို့လွန်စာကြည့်ကောင်အောင်ရှောက်သွားပြီးဗင်းမောက်ပေါင်ကိုလက်ဖြင့်ထောက်ကအောက်ပါတိုင်းပြောလေအမှုကအင်မတန်ခက်ခဲနေမယ်လို့ခံမှန်းရတယ်မင်းကြီးရန်ညွှန်းရသားတစ်ခုကြောင့်ရဲဆက်ဆက်တက်ဖြတ်သွားတာပဲတရားခံ2ယောက်ဖြစ်တယ်တယောက်ကအသက်30ဝန်းကျင်ယောက်ျားတယောက်ဖြစ်တယ်ကျန်တယောက်က9ပင်9လက်မှဝန်းကျင်မိန်းမတယောက်ပဲတစ်ဖက်ခြံကတရားသူကြီးဥမမောင်လည်းဟာနိုင်ငံခြားမှာစေကုသခံနေရတယ်ဒါကြောင့်လူဆောင်မရှိပဲအိမ်ထဲကိုဝင်ခိုအောင်ပြီးဒီဘက်ကိုကူးလာခဲ့တာပဲလူသားသမား2ယောက်နဲ့ယောက်ျားဟာခြံကိုလက်ထောက်ပြီးခုံကြုံဝင်ခဲ့တယ်ပြီးတော့မှခြံကိုကန်ရန်ထားတဲ့တကားချက်ကိုဖွင့်ပေးပြီးမိန်းမကိုဝင်သေးခဲ့တယ်သူတို့2ယောက်ဟာအိမ်နောက်ဖေးတကားကိုဖွင့်ပြီးအပေါ်တက်ကိုတက်လာခဲ့တယ်ဒီချိန်မှာတေသူမိန်းမဟာအိမ်ပြန်မရောက်သေးဘူးည7 နာရီထိုးကန်နေမှတေသူမိန်းမဟာယောက်ျားအဖော်တယောက်နဲ့ပြန်ရောက်လာတယ်နောက်ပြီးအိမ်ပေါ်တက်အိတ်ခမ်းထဲကိုဝင်ကြတယ်အိတ်ခမ်းထဲတော့ဝိုင်းရန်နေတောက်ကြသေးတယ်ဒီချိန်မှာလူသက်သမားယောက်ျားနဲ့မိန်းမဟာတစ်ပတ်ခန်းမှာဝင်ပုန်းနေတယ်လူသက်သမားယောက်ျားဟာပိုလိုစီကရက်ခဲပြီးဂရင်ပေါ်မှာလှည့်နေတယ်မိန်းမကစပွဲကုန်းမှာတပလဲလှန်ပြီးထိုင်ပြီးစောင့်နေမိန်းမရဲ့တင်မယာကြီးဟာစပွဲကုန်းပေါ်မှာကြံနေသေးတယ်ဒီချိန်မှာတေသူမိန်းမနဲ့ယောက်ျားပေါ်ကဂရင်ပေါ်မှာပျော်ပါနေတယ်အဲ့ဒီယောက်ျားဘော်ရဲ့အမည်ကဂျော်နီဆိုသူဖြစ်တယ်ခဏကြာတော့ပျော်ပါပြီးတော့တေသူမိန်းမဟာစလင်းဘတ်အိတ်ကိုဖွင့်ပြီးငွေ1000နဲ့ကငွေ900ကိုယူပြီးဂျော်နီကိုပေးတယ်ငွေ1000ကဒီမိနစ်တွေမဂ္ဂဇင်းမှန်ကထုတ်ထားတာဖြစ်တယ်ဂျော်နီကလည်းသူ့ရဲ့လိပ်စာကပြားကိုပြန်ပေးတယ်ဒါကိုကြည့်ကြမဲ့တေသူမိန်းမရဲ့ဂျော်နီကယင်းနီဘူးသူတွေမဟုတ်ပဲဒီညရောက်မှသိကြတယ်လို့ခံမှန်းထားတယ်တေသူမိန်းမဟာဂျော်နီလိပ်စာကကိုခေါင်းအောင်ကိုထိုးထည့်လိုက်တယ်ဂျော်နီကခြံထဲကထွက်သွားပြီးကားငှားပြီးပြန်သွားတယ်အိမ်ပေါ်တက်ကိုတေသူမိန်းမပြန်ရောက်လာချိန်မှာလူသက်သမားစုံတွေကတေသူရဲ့အိတ်ခမ်းထဲကိုကြိုတင်ရောက်နေပြီးဂရင်ပေါ်မှာတေသူမိန်းမကိုထိုးထောက်ခံပြီးစကားတွေအများကြီးပြောသေးတယ်အသိယူဆောင်လာတဲ့နှင်းစီရှစ်ပွင့်ကိုတပွင့်ချင်းပြပြီးတော့မှတနက်နဲ့ပြတ်တက်သွားတာပဲပြီးတော့မှအမျိုးသမီးဟာတေသူမိန်းမသွေးနဲ့နိုင်ရမှာညာနှင်းစီလို့အတိတ်ပဲရတဲ့စာကိုရေးသွားပြီးမင်းကြီးကိုရှေ့လျားစာရှင်းပြလိုက်လေရမင်းကြီးဒီအိုဂေါဟုဖျားတားလိုက်ရင်လွန်သာမအောင်တတင်ဖြစ်သွားလေကိုမင်းအောင်ကိုဆက်လိုက်ဒီမှာတေသူမိန်းမနဲ့ပြောပါနေတဲ့ဂျွန်နီလိပ်စာကချာချီလန်အိမ်အမတ်ဟုဆိုလိုက်ရကိုဆိုင်မြင့်ဒီလက်ဖြစ်ဒီ
အခန်းတွင်းမှာကမ္ဘာကနပြေးထွက်သွားလေထိုကဥပုပ်ကတဟားရင်မို့ကိုစင်မင်းတို့အရှက်မရှိတဲ့နေရာမှာနှစ်ယောက်မရှိဘူးပြောကိုမင်းအောင်တရားခံမဖမ်းခင်သူကအရင်ဂျွန်နီကိုသွားဖမ်းနေပြီဟုပြောလေစုံတော်မင်းကြီးကစပလင်မင်းအောင်ပြောတာနားထောင်အင်မတန်ကောင်းပါတယ်ဒီတိုင်းသာမှတ်မယ်ဆိုရင်အံ့ဩစရာပဲဟုပြောလေစပလင်မင်းအောင်ကဒီတိုင်းဖြစ်မှသိကြတယ်မင်းကြီးမယုံရင်တရားခံဖမ်းပြီးစစ်ချက်ယူတဲ့အခါစောင့်ကြည့်ဖို့ဟုမဟုတ်မခံပြောလိုက်လေထို့နောက်တွင်ကိုမင်းအောင်ကမှန်တင်ကုန်တွင်တင်ထားသောနှင်းစီရှိပွင့်ကိုကြည့်ရန်ကုန်မြို့မှာနှင်းစီကင်းကိုအကြီးကျယ်စိုက်ပြတာ6ထက်ကြီးနာနှင်းစီချန်နေဗျဒီနှင်းစီချန်နေမှာအပွင့်တော်ကြီးရဲ့ကျွန်တော်မိတ်ဆွေဥပရင်ချန်ကဖြစ်မယ်ဟုဆိုလိုက်ရာစုံတော့ကိုလင်းလာကလည်းလက်ဖြစ်တစ်ချက်တီးကဟာဟုတ်ပြီနှင်းစီချန်ပါရှင်တွေကိုဖမ်းပြီးစစ်ဆေးရင်နှင်းစီပန်းဝယ်တဲ့လူတော်တမောင်မိပေါ်ဗျာဟုဆိုကကမန်ကနပြေးထွက်သွားပြန်၏ဥပုပ်ကဒုက္ခပါပဲဗျာနှင်းစီပန်းပန်းရှင်နှင်းစီချန်ပန်းရှင်တွေတော့ဂျိုဝင်မီပြောဟုညှဉ်းညူလိုက်လေရာစပလင်းမင်းအောင်ဒီစကားမတုံ့ပြန်ပဲတပ်ပြင်းကိုသာချလိုက်လေခဏကြာလင်စပလင်းမင်းအောင်ဒီအိမ်အောက်ထပ်သို့ဆင်းသွားပြန်၏ကျွန်တော်တို့လည်းနောက်မှလိုက်လေကိုမင်းအောင်ကအိမ်ပေါ်မင်းကလေးကိုမေးစရာရှိလို့ဗျာဟုဟိုလူတွေရှိမှမင်းရဲ့မင်းကလေးကြောက်လိုက်မဖြစ်ရမှာဆိုလို့ဟုပြောလေအိမ်ပေါ်မင်းကလေးလည်းထိတ်လန့်တုန်လုံးနေလေကိုမင်းအောင်ကပြုံး၏မင်းကလေးဘာမှမကြောက်ပါနဲ့ဥရောမေးရမှန်မှန်ဖြေပါဟိုဘက်ခြံနဲ့ဒီဘက်ခြံကူးလို့ရအောင်တကားလောက်ထားတလားလောက်ပဲရှိသေးရမဟုတ်လားဟုမေးမြန်းလေရမင်းကလေးကဟုတ်ပါရဲ့ရှင်တလားလောက်ပဲရှိပါသေးတယ်ဥတင်ကိုကားလမ်းတစ်ပြားကြီးတတ်သွားပြီးမှပဲဟုဖြေလေထိုကကိုမင်းအောင်ကဒီတကားဖောက်ပြီးမှတစ်ဖက်ခြံတရားသူကြီးဥမမောင်လိုက်ဟာဒီဘက်ခြံမှာကြာမကြာကူးလာတယ်မဟုတ်လားဟုမေးမြန်းလေရမင်းကလေးဒီတုံဆိုင်ရနေရမှာဟုတ်ပါတယ်ဟုတွင်ညင်းသာဖြေလေကိုမင်းအောင်ကဆက်လိုက်ဂျွန်နီကိုမင်းကလေးကညမှာမြင်မှုတာမဟုတ်လားဟုမေးမြန်းမြန်ရမင်းကလေးကကောင်းချင်းရေပင်အဖြေပေးလေမင်းညတေသူခင်ခင်ကြီးဆိုတဲ့မိမဟာဂျွန်နီဆိုတဲ့သူနဲ့ပြန်လာပြီးမင်းကလေးကိုဒင်းညသွားအိတ်တော့ခိုင်းတရားမရှိတော့ဘူးပြောသေးရမဟုတ်လားဟုကိုမင်းအောင်ကမေးမြန်းလေရအိမ်ပေါ်မင်းကလေးကဟုတ်ပါတယ်ဦးလေးပြောတဲ့အတိုင်းမမကြီးကပြောလို့ကျွန်မပြန်အိတ်ခဲ့ပါတယ်ဟုဖြေလေထုံနောက်တွင်မူကျွန်တော်တို့လူစုသည်ပါဆိုရန်လန်နှင့်ဒါလိုစီလန်းထောင်ရှိဘုံဘီရက်စတောရန့်သို့တွားရောက်ကြလေထမင်းဟင်းများကိုမှာယူပြီးရင်ကျွန်တော်ကဒီနေ့ကိုမင်းအောင်မင်းကြီးကိုပြောတဲ့စကားတွေမရှင်းလို့ပြန်ရှင်းပြပါအောင်ဗျာဟုပြောလေရကိုမင်းအောင်အခောက်ကင်တစ်ဖက်ကိုဝါစားလိုက်ရင်ကျွန်တော်ခြံစည်းရိုးအဆက်ကိုသွားကြည့်တော့အုပ်ပေါင်ပေါ်မှာလက်ဝါးရတွေ့ရတယ်ဒါယောက်ျားဖြစ်သူကခြံစည်းရိုးကိုကြော်ဝင်လာတဲ့အချက်ပဲဗျပြီးတော့အိမ်ပေါ်အဖော်မိန်းကလေးကိုတကားဖွင့်ပေးရပေါ့ဗျာပြီးတော့သူတို့နှစ်ယောက်ဟာအိမ်နဘေးကိုကပ်ပြီးတော့ကြာနောက်ဖေးတကားပေါက်ကနေအိမ်ထဲကိုဝင်ခဲ့တယ်ဗျသူတို့နှစ်ယောက်ရဲ့ခြေကမြက်ခင်းဆက်မှာတွေ့ရရဲ့နောက်ပြီးတော့တေသူမိန်းမရဲ့ပြန်လာကိုအိမ်ပေါ်တက်ပြီးစောင့်တယ်တေသူမိန်းမခင်ခင်ကြီးကတယောက်တည်းပြန်မလာပဲဂျွန်နီဆိုတဲ့ယောက်ျားကိုခေါ်ပြီးပြန်လာတော့သူတို့နှစ်ယောက်အခက်တွေ့ပြီးတစ်ဖက်အိမ်ခန်းထဲမှာဝင်ပုန်းနေခဲ့တယ်အိမ်ခန်းထဲမှာသူတို့နှစ်ယောက်ခြေကလက်ရည်တွေ့ရတယ်ဂျွန်နီကညာရင်းချင်းပြန်သွားတာကန်ကောင်းတယ်ဗျမပြန်ဂျွန်နီတောင်အသက်အန္တရာယ်ရှိတယ်နိုင်ဘောကစာကိုအမျိုးသမီးကရေးခဲ့တယ်ညနေစီဆိုတဲ့စကားဟာ9ဖေပတ်ဝန်းကျင်လောက်မှာပဲရှိတယ်လူဆိုတာစာရင်မျက်လုံးနဲ့တဲတဲ့လောက်မှာပဲရေးလေးရှိရဲဆိုတာအမျိုးသားမဖြစ်နိုင်ဘူးအမျိုးသမီးရဲ့ဖြစ်ရမယ်ဗျအမျိုးသမီးရဲ့အရက်မောင်းဟာ9ဖေ9လက်မလောက်ရှိမယ်ဟုစပလင်းမင်းအောင်ရှင်းပြလေထိုအခါကျွန်ုပ်ကကိုမင်းအောင်ပြောပြတာလဲရှင်းနေရပြီဗျကျွန်တော်ဘာသာတွေးကြည့်ရင်တော့ဘာဆိုဘာမှကိုနားမလည်ဘူးချင်းကျူးလိုက်လေရဥပ္ပဝကဒါကတော့ဗျကျွန်တော်တို့နဲ့ကိုမင်းအောင်တူမလားဗျသူကပါရမီရှင်ကျွန်တော်တို့ကဖွက်ကြားတွေဟုပြောဆိုလိုက်လေတော့ဤကိုမင်းအောင်မှုကျွန်တော်တို့ကိုစကားမတုံ့ပြန်တော့ပဲ secret ကိုသာတွင်တွင်ဖာဆိုင်ရင်အတွင်းနဲ့ရှယ်နေလေနောက်တစ်နေ့နဲ့တွင် agent CID တို့တရားခံများတစ်ဖွဲရောက်ရှိလာလေကိုတင်လာသည်6ထက်ကြီးနေမှာနေ့စီချန်ပိုင်ရှင်များကိုတွားရောက်ဖန်ဆီးလေစပလင်းမင်းအောင်သည်ဂျွန်နီကိုတွားရောက်စစ်ဆေးလေတော့ဤဂျွန်နီကျုပ်စပလင်းမင်းအောင်မှာအမှုနဲ့ပတ်သက်လို့မေးချင်လို့ပါဟုစပလင်းမင်းအောင်ကမိတ်ဆက်လာတော့အခါဂျွန်နီဒီလွန်စာဝမ်းမြောက်ဝမ်းသာဖြစ်ကဆရာကိုမင်းအောင်ရင်ကျွန်တော်ကိုကြပါအောင်ဒီလူသက်မှုနဲ့ကျွန်တော်နဲ့ဘာမှမပတ်သက်ပါဘူးခင်ခင်ကြီးကိုတတ်အောင်ကျွန်တော်နဲ့ဘာယုံညံ့တာမှမရှိပါဘူးခမရမတတ်ဘူးဆိုတာကျွန်တော်ယုံပါတယ်တရားခံအောင်မမိခင်ခဏသိခံလိုက်ပါအောင်ဗျာဟုပြောလေသည်ကျွန်တော်တရားခံအောင်မိအောင်ကြိုးစားနေပါတယ်လောလောဆယ်ကျွန်တော်မေးတာတွေကိုပြောပါအောင်ခင်ခင်ကြီးနဲ့ခမရဘလို့ဘယ်တော့မှစသည်ရလဲလွန်ခဲ့တဲ့တစ်ပတ်လောက်ကအရေးပိုင်းဥပါထုံအိမ်မှာပါတီလို့တော့စသည်တာပါကျွန်တော်အလုပ်ကအပြော်တန်းဆန်ရတီးရဲ့လူဆိုတော့ဒီလိုပဲအမျိုးသမီးမိတ်ဆွေတွေကများတယ်မင်းညကရတနာကုန်းတဲ့တူပါတီမှာခင်ခင်ကြီးနဲ့ပြန်တွေ့ပြီးကျွန်တော်မှငွေလိုရတဲ့ငွေ900လောက်ခဏချေဖို့ပြောပါတယ်ပြောတော့ကကျွန်တော်လည်းရမယ်မထင်ပါဘူးဗျာရလို့ရညာပြောကြည့်ရပါဒါပေမဲ့ခင်ခင်ကြီးကရှော့ယူပါတီပြီးရင်အိမ်မှာလိုက်ယူဖို့ပြောတယ်ဒီလိုနဲ့ခင်ခင်ကြီးကားနဲ့ပဲသူ့မအိမ်ကိုလက်ခဲ့မိပါတယ်အိမ်ကိုရောက်တော့မှခင်ခင်ကြီးကကျွန်တော်ထင်ထားရတဲ့ဘူချမ်းသာမှန်းသိခဲ့ရပါတယ်ခင်ခင်ကြီးကအိမ်မှာသူတယောက်တည်းနေကြောင်းအိမ်ပေါ်အမျိုးသမီးတယောက်သာရှိကြောင်းပြောတယ်ဒီလိုနဲ့အပေါ်တဲ့သူမရဲ့အိမ်ခန်းလေးကိုခေါ်တော့ပါတယ်ပြီးတော့ရက်တစ်ခွက်စီတောက်ကြပါတယ်တောက်ပြီးတော့သူမငွေမပေးသေးပဲအချိန်ဆွဲနေပါတယ်ဒီလိုနဲ့ကျွန်တော်တို့ကအရက်ရှိန်နဲ့ထိုနေရာရောက်တွင်စပလင်းမင်းအောင်ကလက်ကပြိုက်ဂျွန်နီဆက်မပြောပါနဲ့ဗျာဒါလောက်ဆိုရင်လုံလောက်ပါပြီခင်ဗျားတို့နေရာခဏနေပြီးတော့ခင်ခင်ကြီးကငွေ900ကိုပါကင်တုတ်ထဲကဖြည့်ပြီးခဲ့တယ်ခင်ဗျားကလည်းလိပ်စာကတ်ကိုကတင်ပေါ်မှာထုတ်ပေးခဲ့တယ်မဟုတ်ခင်ဗျားကဘောင်းမိတ်ကတ်တွေကလိပ်စာကတ်ကိုလန့်နှိုက်ပြီးခင်ခင်ကြီးကိုပေးခဲ့တယ်ခင်ခင်ကြီးကခေါင်းအောက်ကိုထိုးထည့်လိုက်တယ်ပြီးတော့ခင်ဗျားကိုအင်အောင်ထက်ကိုလိုက်ပို့တယ်မဟုတ်လားကိုမေးလိုက်လေဂျွန်နီဒီမျက်လုံးပြူးသွားပြီအစ်စ်ပါပဲဆရာကိုမင်းအောင်ရင်ကျွန်တော်တို့နှစ်ယောက်ကိုလိုက်ကြည့်ပြီးပြောနေသလားအောက်မရတဲ့ဟုတန်တော်ဝင်ခံလိုက်လေသည်ထိုကစပလင်းမင်းအောင်ကဂျွန်ပလီယာမိုးစစ်စီကရက်ကိုထုတ်ရင်ဒီတဲ့ပို့ပြောရရင်ခင်ဗျားပို့အံ့ဩသွားမယ်ခင်ခင်ကြီးကခင်ဗျားကိုခြံတကားဝါဒီလိုက်ပို့ပေးခဲ့တယ်ပြီးတော့ခြံတကားအနီးကတရုတ်စကားပင်ကြီးအောင်မှာခဏရက်တယ်
ခင်ခင်ရခမရပခုံးကိုတွဲလဲကိုပြီးနန်းရှုံခဲ့သေးတယ်နန်းပြီးတော့မှနောက်တစ်ချိန်တွေးကြသေးတာပေါ့ဟုခင်ခင်ရခမရကိုပြောသေးတယ်ဟုတ်မဟုတ်လားဒီလိုနဲ့ခင်ခင်ကြီးနှစ်ချမ်းကျော်လောက်အရောက်နှစ်ချင်းဆိုင်လာအငှားကားတစ်စီးကိုတားပြီးအိမ်ပြန်ခဲ့တယ်မဟုတ်လားဟုပြောဆိုလိုက်လေဂျွန်နီစာမကပဲကျွန်ုပ်ဒီပင်စာပလင်းမင်းအောင်တန်တော်ကြည့်မိလေအပြန်လမ်းပေါ်သို့ရောက်တော့အခါကျွန်ုပ်ဒီစာပလင်းမင်းအောင်မင်းမြန်ပါဇက်ပြင်လိုက်သည်နဲ့စာပလင်းမင်းအောင်ကဒီလိုရှိရဲ့ကောင်လိုက်ကျွန်တော်ကတေသူမိန်းမကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာတေသူဟာမတေခင်ယောက်ျားတစ်ယောက်နဲ့ပျော်ပါခဲ့တယ်လို့သိရတယ်ဗျအတ္တမသဘောမျိုးမဟုတ်ပဲကြီးကြီးပြူဆက်ဆံခဲ့တဲ့သဘောမျိုးပဲဒါနဲ့အိမ်ပေါ်မင်းကလေးရဲ့အစ်စ်ခံချက်ခေါင်းအောက်ကလိပ်စာကတစ်သားတန်းကဘောင်းမွေတစ်ထဲလန့်ထားတဲ့အရာတွေကိုဆက်ဆက်ပြီးတွေးမိရဗျချန်တကားဝအနီးရတရုတ်စကားပင်အောင်မှာဂျွန်နီရဲ့ရှုဖနက်ရနဲ့ခင်ခင်ရဲ့တောက်ဖနက်ရကိုတွေ့တယ်ဗျဒီနှစ်ခုကညနိကကခေါင်းချင်းဆိုင်နေအောင်ကြည်ချင်းရအဖြစ်ခင်ခင်ကြီးနဲ့ဂျွန်နီကအနိကရက်ခဲ့ကြတာသိရတယ်နောက်ပြီးတော့ခင်ခင်ကြီးရဲ့တောက်ဖနက်ထိပ်ပြားမြေပြပြော်လေးမှာပဲနှစ်ဝင်နေရကိုထောက်ရင်ခင်ခင်ကြီးကခြေပြားကိုထောက်ဂျွန်နီပခုံးကိုတွဲလဲခိုးပြီးတော့ကြာနန်းခဲ့တယ်လို့တွက်ဆနိုင်တာပေါ့ဗျာပြီးတော့ဂျွန်နီပြန်ထွက်သွားတဲ့ခြေဟာမြေပြပြော်လေးထင်ကျန်နေခဲ့တယ်ဗျသူဟာချန်ကျော်လောက်ထိလမ်းလျှောက်ပြန်သွားတယ်နောက်တော့မျက်နှာချင်းဆိုင်ကလာတဲ့အငှားကားကိုလန့်ခေါ်ပြီးပြန်သွားတယ်ဗျအငှားကားဟာဂျွန်နီရဲ့ရှေ့ကိုကွေ့ဝိုက်သွားတဲ့ဘိန်းရကိုလည်းတွေ့ခဲ့ရတယ်ဗျအဲ့ဒီကစားပြီးဂျွန်နီရဲ့ခြေရာကိုလည်းမတွေ့ရတော့ဘူးလေဒါကြောင့်ဂျွန်နီကိုကားငှားပြန်သွားတယ်လို့ပြောတာပေါ့ဗျညကမိုးမြော်တာလည်းကျွန်တော်တို့တော့ကံကောင်းအောင်ပေါ့ဗျာမိုးရွာရင်ခြေရာတွေပြောက်ကုန်မှသိကြတယ်စပလင်းမင်းအောင်ကခြေလျားစာဖြင့်စိတ်ရှိလက်ရှိရှင်းပြတော့အခါကျွန်တော်လည်းရှင်းလင်းသွားလိုက်တော့ဤထို့ကြောင့်မင်းကျွန်တော်ကတော်ပါပြီကိုမင်းအောင်ရေဟုကျွန်တော်လိုက်လွယ်ချီကျူးပါတယ်ဟုကိုမင်းအောင်ကိုချီးမွမ်းလိုက်လေရစပလင်းမင်းအောင်ဒီပြုံးရတာနေပါတော့တယ်ကျွန်တော်ဒီမျက်စိတွင်မူစာအကြအဖြူငွေနာကလေးများပါတော့စုရတီလုံးကြီးကိုစင်ထားသည့်မေမေကျော်၏ကိုဟန်ကိုသာမြင်အောင်မိပါတော့သည်တဖန်ဆန်နီယာတီသောလူငယ်လေးဂျွန်နီကိုမျက်လုံးထဲတွင်တွား၍မြင်အောင်ပြန်၏ထို့နောက်တွင်မေမေကျော်ကတော်တော်ရှုပ်တဲ့မိန်းမပဲဂျွန်နီလိုမနေ့တနေ့မှတီကျွမ်းတဲ့လူနဲ့လည်းအခုမြင်ခုကြိုက်လိုက်တာပဲဟုတူတော်မိပြန်လေထိုအခါကိုမင်းအောင်ကဂျွန်နီတယောက်ထဲတင်မကဘူးတစ်ဖက်ခြံကလူပြိုကြီးကိုမောင်လက်ဆိုတဲ့လူနဲ့လည်းအချက်ပလူတာပဲဗျဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးခင်ခင်ကြီးကသူမအိမ်မှာနေတဲ့မောင်တင်ဆိုတဲ့သူနဲ့လည်းမကင်းဘူးဗျမောင်တင်ကလွန်ခဲ့တဲ့တစ်လလောက်တော့ထောက်ကြံရပါတော့နာမှာဓမြတက်လို့သေးသွားတာဗျမောင်တင်သေးပြီးဘာမှမကြောက်ဘူးဟိုဘက်ခြံကဒီဘက်ခြံကာရန်ထားတဲ့အုတ်တိုင်းကိုခင်ခင်ကြီးရဖြိုဖျက်ပြီးတက်သားတကားပြောင်းတက်လိုက်တာပဲကြည်ပေါ့ဗျာဒါဥမမောင်လည်းအလွယ်တကူစောင်းတော်ဘူးလာနိုင်အောင်လို့ပေါ့ဗျာဟုဆိုလိုက်လေရကျွန်တော်မှအံ့ဩခြင်းမကအံ့ဩရလေတော့ဤပြီးနောက်တွင်ကျွန်တော်ကကိုမင်းအောင်ကြားမြင်ရနေသလားဗျကျွန်တော်တွေးနေရအောင်တန်ကနေပြောနိုင်နေဗျာဟုအံ့ဩစာမိလိုက်ပြန်ရစာပလင်းမင်းအောင်ကဒါမဆန်းပါဘူးလူသက်မှုဖြစ်တဲ့အိမ်ကပြန်လာမှတော့တွေးကြတာပဲရှိတာပေါ့ဗျာပြီးတော့ကျွန်တော်ကကိုအောင်လာကိုစကားပြောမလို့လန့်ကြည့်လိုက်တော့ကိုအောင်လာကမျက်မှောင်တွန်းလိုက်တာမြင်ရတယ်ဗျဒါအသေးသူမိမအင်မတန်ရှုပ်တာပဲလို့တွေးတော်မိလိုက်လို့ပေါ့ဗျာဒါကြောင့်ကျွန်တော်ကဒီတယောက်တည်းမကောက်ဘူးလို့ဝင်ပြောလိုက်တာပဲဟုပြောလိုက်သည်ဤသို့ဖြင့်ကျွန်တော်တို့ focus ကလေးဒီမကိုလန်းနဲ့ချီချစ်တီထမင်းဆိုင်ကလေးတို့ရောက်ရှိလေခဲ့၏နောက်တနေ့နံနက်တွင်စပလင်းမင်းအောင်သည်ကျွန်တော်၏နေအိမ်သို့ NCCID မှ focus ကလေးဖြင့်ရောက်ရှိလာလေ၏ကိုမင်းအောင်၏ကကျွန်တော်၏အိမ်ရှိသို့ဆက်သက်လိုက်သည်နှင့်ကျွန်တော်သည်ထွက်ရည်ကြိုဆိုကဘလို့လဲကိုမင်းအောင်စောစောစီးစီးပြဦးမင်းမြန်းလေ၏ကိုမင်းအောင်သည်ကျွန်တော်၏အိမ်ပေါ်သို့တရင်ခီးထွက်အောင်အသင့်ပြင်များကွာလာဒါပေမဲ့နေချင်းမြခီးပါပဲညအိပ်ရလဲတရက်ပဲပေါ့ဗျာဟုဆို၍ကျွန်တော်လည်းအိမ်ထဲသို့ဝင်ကအဝတ်လဲရလေရော၏ထိုအခါ၌ကျွန်တော်၏ဇနီးပင်မှာကျွန်တော်ကနှခမ်းစုကမျက်စောင်းထုတ်လိုက်လေ၏သူမနဲ့ကျွန်တော်ဒီမတ်ဆိုရန်လန်းရှိဘေးရမုံနိုင်ကြီးတွင်ပြုလုပ်မိအခမ်းပွဲတစ်ခုသို့တွားရောက်ရန်ပြင်ဆင်နေစဉ်ကိုမင်းအောင်ရောက်ရှိလာခြင်းဖြစ်၏သူမသည်ကျွန်တော်ကိုစိတ်ကောက်၍အိမ်ငန်းထဲသို့ဝင်သွားလေပြီကျွန်တော်လည်းသူမကမချော်သေးပဲခီးထွက်ရန်ပြင်ဆင်ရလေတော့၏ကျွန်တော်မောင်းနေလာသောဖို့ကားစုပ်ကလေးသည်မှော်ပြီးတွင်ဖွက်ချက်နှင့်ထိုးရသောသည်ဖြင့်ကိုမင်းအောင်မကြာခဏဆင်းပြင်ရသည်တကြီးမျိုးတို့ရောက်သောအခါကျွန်တော်တို့သည်မြန်မာထမင်းဆိုင်လေးတစ်ဆိုင်တွင်ဝင်ရောက်၍ထမင်းစားလေ၏နှစ်နာရီကျော်မြမောင်းနှင်ပြီးတာယာဝတီသို့ရောက်ရှိခဲ့လေ၏တာဝရီကတဲတွင်ကိုမင်းအောင်မိတ်ဆွေရာဇဝတ်ကိုဘတော်ရှိလေ၏ကိုဘတော်ကိုတာဝရီဈေးနှင်းရှိလက်ဖိတ်ဆိုင်တစ်ဆိုင်သို့ခေါ်ယူခဲ့လေ၏ဆိုင်ထဲသို့ရောက်သောအခါကိုမင်းအောင်ကအင်အားလမ်းမကြီးအင်အားလမ်းအင်ကြီးတဲ့တွင်ခင်ခင်ဒေဆုံးမှုကိုပြောပြပြီးခင်ခင်ရီဆိုတဲ့နာမည်ကိုကိုဘတော်ကြားဘူးလားဟုမေးမြန်းရာကိုဘတော်က30မြို့မှာခင်ခင်ရီကိုမသိရလို့မရှိပါဘူးကိုမင်းအောင်ခင်ခင်ရီနဲ့ဆက်နွယ်နေတဲ့ကြေကွဲစရာဇလန်းလေးကို30မြို့တစ်မြို့လုံးသိကြပါတယ်ဗျာရာဇဝတ်ကိုဘတော်ဤစကားကြောင့်ကျွန်တော်တို့နှစ်ဦးစလုံးမှာစိတ်ဝင်စားသွားကြလေ၏ပြောပါအောင်ဗျာခမရစကားကစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဒီတော့ပြောရရင်တော့ခင်ခင်ရီတို့မိသားစုက30မြို့မှာအကြီးဆုံးကုန်စုံဆိုင်ကိုပိုင်ဆိုင်ခဲ့လေဗျခင်ခင်ရီတို့အိမ်ဟာဖိုးခေါင်ကျောင်းနေပါနှစ်ဘေးမှာရှိရယ်ခင်ခင်ရီမှာညီမဝန်ကတယောက်ရှိရယ်သူ့နာမည်ကမြနှင်းစီတဲ့ကျွန်တော်နေစာပလင်းမင်းအောင်ဒီမြနှင်းစီဆိုတော့အမိကြောင့်တန်တော်ဖြစ်ရ၏မြနှင်းစီတဲ့လာဗျာဟုကျွန်တော်ကရေရောမိလေကိုဘတော်အကောင်းကြီးဟုတ်တယ်မြနှင်းစီတဲ့ဗျမြနှင်းစီကအင်မတန်ချော့တယ်ဗျခင်ခင်ရီတဲ့အများကြီးပိုချော့တယ်အဲ့ဒီမင်းကလေးကဖိုးခေါင်ကျောင်းထဲမှာကိုယ့်ကိုယ်တက်သေးသွားတယ်ဗျဟုဆိုလိုက်ပြန်ရကိုမင်းအောင်ဒီတစုံတစ်ခုကိုနည်းနည်းတွေ့တော့မြနှင်းစီကဘာလို့သူ့ကိုယ်သူတက်သေးရလဲဗျဟုမေးမြန်းလိုက်လေရကိုဘတော်ကမြနှင်းစီကကောလိပ်ကျောင်းသားတယောက်နဲ့ချစ်ကြိုက်ခဲ့တယ်ဗျဒါတင်မကသေးဘူးသူတို့ကုံစုံဆိုင်မှာအကူကြီးခေါ်ထားတဲ့မောင်တင်ဆိုတဲ့သူနဲ့လည်းမှားယွင်းမိရဲ့လို့လည်းကြားတယ်အချို့ကမောင်တင်ရဲ့စော်ကားခံရလို့ရှက်ပြီးမြနှင်းစီကဖိုးခေါင်ကျောင်းထဲမှာတက်သေးသွားတယ်လို့ပြောတာပဲဘယ်အောင်အမှန်ယူရမလဲမသိဘူး
ကျွန်တော်ကဖြည့်ရင်မြန်နှင်းတီတည်ဆုံးတဲ့အမှုကိုပလိတ်ကမစစ်ဆေးဘူးလားစစ်ဆေးရပါဗျာကောလိပ်ကျောင်းသားမောင်တင်ရောစစ်ဆေးခဲ့ပါတယ်ဒါပေမဲ့တက်တီခိုင်းလို့မရှိရနဲ့ပဲအမှုပိတ်လိုက်ရတယ်စာပတင်မင်းအောင်ကဝင်မေးပြန်သည်ဒီလိုဆိုမြန်နှင်းစီရဲ့ချစ်ကြိုက်ခဲ့တဲ့ဆိုတဲ့ကောလိပ်ကျောင်းသားဆိုတာရောဗျကိုမင်းအောင်ရဲ့အမေကိုကိုဘတော်ကခင်ကြီးတို့ရန်ကုန်ပြောင်းသွားပြီးမကြမီကောလိပ်ကျောင်းသားဆိုသူလည်း30မျိုးကထွက်သွားတယ်ဗျသူတို့မိသားစုကကျင်းစာတင်နေသလားအောင်မေးရတယ်ပထမဆုံးခင်ကြီးအမေကြီးဒေါ်မြညူကဖျားပွဲရပြန်တောချစ်ကားပေါ်တစ်ပင်းပြီးလို့တည်ဆုံးခဲ့ရတယ်မြန်နှင်းစီလည်းဖိုးကောင်ချောင်းမှာသူ့ကိုယ်သူအဆုံးစီရင်သွားတယ်မောင်တင်လည်းကားလန်းတစ်ပြားတွေတက်လို့တည်သွားတယ်ခင်ကြီးလည်းအသက်ခံရပြန်ပြီသူတို့မိသားစုအားလုံးကအသေးဆုံးနဲ့တည်ရပါလားဗျာဟုပြောလေကိုမင်းအောင်ဒီဂျွန်ဘလီယာမိုးစိတ်စီကရက်ကိုမင်းကြီးလိုက်ရင်အမှုကတော့လမ်းစာပြောက်ပြီဗျကျွန်တော်ကဒီမြို့မှာတက်လွန်စာတစ်ခုကိုရမယ်ထင်နေတာခင်ကြီးနဲ့ပတ်သက်တဲ့လူတစ်ယောက်မှမရှိတော့ဘူးမြန်နှင်းစီကဖိုးကောင်ကြောင်းမှာပဲအဆုံးစီရင်ခဲ့သလားနိုင်ရပေါ်မှာသွေးနဲ့ရေးထားတဲ့မြန်နှင်းစီဆိုတဲ့မိန်းမဟာဘယ်သူလဲထောက်ကြံရပါတော့မှဓမြတက်လို့တည်သွားတယ်ဆိုတဲ့မောင်တင်ဟာမြန်နှင်းစီနဲ့ကျူးလွန်မိသလားမောင်တင်ကပဲမြန်နှင်းစီကိုစော်ကားတာလားလူသက်သမားဟာယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်မိန်းမဆိုတော့မိန်းမဟာမြန်နှင်းစီပဲလားအဖော်ယောက်ျားကဘယ်သူလဲဟုမိကုံများသာကိုရေရွတ်နေလေကိုမင်းအောင်ကဆက်၍တက်လွန်စားပြောက်ကုန်ပြီကိုအမှုကလွယ်မြောင်နဲ့ခတ်နေပြီဟုပြောလေကျွန်တော်မှကိုမင်းအောင်စိတ်ပြက်လက်ပြက်ညှဉ်းညူတီကိုတခါမှမကြုံဘူးရကအေးမှုဒီအမှန်တကယ်ခက်ခဲနေနေပဲမိဟုယူဆမိလေညနေဆောင်တော့အခါကိုဘတော်နှုတ်ဆက်ရန်ကုန်မြို့ထဲသို့ပြန်ခဲ့လေကျွန်တော်တို့စီးနှင်းလိုက်ပါလာတော့ဖိုကားစုပ်ကလေးဒီတာဝရီမြို့ကိုကျော်လွန်ပြီး30မြို့အနီးတွင်ဒိုင်းကနေအတန်မီဟီကကားဘင်းပေါက်ကွဲသွားလေကျွန်တော်တို့ကားဘင်းပေါက်သောနေရာတွင်ထုံးဖြူဖြူနှင့်ဇေကြီးလေးတဆူရှိကိုမင်းအောင်ကကားဘင်းများကိုလဲလှယ်ရေးတက်ဆင်နေစဉ်အနီးနားအိမ်မှကလေးငယ်တဦးသာရောက်ရှိလာ၍ကုညီလောက်ကန်ပေးရာကျွန်တော်ကကလေးငယ်ရပါတယ်ကလေးရဲ့ဥုံနောက်ထဲလုံနိုင်ပါတယ်ဟုတားဆီးရလေထိုကလေးဒီအိမ်ထဲသို့လက်ခနဲ့ပြန်ဝင်ပြေးသွားပြီးခဏကြာနေပြန်ထွက်လာလေသူ့လက်ထဲတွင်ယူနီကရနှင့်ထညက်ဖြူစုံများကိုမြင်ရလေဥတို့ယူနီတောက်ပါထညက်လဲစားပါဗျာဟုဖော်ယူသာအခန့်လေကားဘင်းများကိုလဲလှယ်ပြီးတော့အခါနေဝင်တရောချိန်သို့ပင်ရောက်ရှိနေပြီဖြစ်၏ကလေးငယ်ကျင်းတဲ့အောင်ရင်းနှီးချက်နှင့်မုံများကိုစားတော့ပြီးတော့အခါကလေးငယ်ကိုနှုတ်ဆက်၍ပြန်ရပြင်ဆင်ရလေကလေးငယ်အိမ်ထဲသို့ဝင်သွားကမှကျွန်တော်တို့လည်းကားဆက်နှိုးမိလေကျွန်ုပ်ဒီလွန်သာစိတ်တော်ကောင်းမွန်သောကလေးငယ်၏အမည်ကိုယနေ့တိုင်မှတ်မိနေသည်ကလေးငယ်၏အမည်မှာမောင်အောင်ကြိုင်ဟူ၍ဖြစ်နေ၏ကျွန်တော်တို့ကားထွက်ရင်ပြင်ဆင်ပြီးကမှကိုမင်းအောင် IPA ဇေဒီလေးကိုကြည်သမ်းပါအောင်ဗျာနေဝင်ချိန်တင်တောက်ချိန်ရှုကင်းလေးနဲ့ဖူးရတာတပ်ပဲလိုက်တာဗျာဖះဘောခဏတက်ဖူးရအောင်ဟုပြောဆိုလေရကျွန်တော်တို့နှစ်ဦးဒီဇေဒီဘော်တို့တက်ကတခဏမြဝစ်ပြုတ်ပြီးလက်ရည်တပတ်လှဲကဖူးမြော်ကြလေစနေတောင်းသူရောက်တော့အခါလွန်စာလှပသောပန်းအိုးပြူလေးနဲ့နှင်းစီပန်းများကိုတွေ့ရလေကိုမင်းအောင်ဒီပန်းအိုးကိုယူကြည့်နှင်းစီပန်းများကိုရေတွက်ကြည့်ရ10ပွင့်တီရှိသည်ကိုတွေ့ရကိုမင်းအောင် IB တိုက်ဆိုင်လိုက်တာနှင်းစီပန်း10ပွင့်တွေ့ရပြန်ပြီပြောဟုကျွန်တော်ကိုလှည့်ပြောလေကျွန်တော်ကပန်းအိုးလေးကိုကြည့်နှင်းစီတွေကလက်လက်ဆက်ဆက်ပဲရှိသေးရဲ့ပြောပန်းအိုးလေးကလေးလှလိုက်တာနှင်းစီပွင့်ကလည်း10ပွင့်တီပဲအင်အားလန်းလူသက်မှုကနှင်းစီပွင့်နေနဲ့ဆက်ဆက်မှုရှိတယ်လို့ကိုမင်းအောင်ကထင်သလားဟုမြင်မြန်ပြန်ရကိုမင်းအောင်ကစီကရက်တလေးကိုထုတ်ယူမင်းကြီးကဆက်ဆက်မှုရှိမယ်လို့တော့ကျွန်တော်ထင်တယ်ဗျပန်းအိုးကိုကြည်စမ်းမအောင်ပန်းအိုးကနည်းနည်းရအောင်မဟုတ်ဘူးဗျပန်းအိုးမှာရိုးကွန်မြူနီတစ်စိတ်ရိုက်ထားတယ်ဒီပန်းအိုးမျိုးဟာတော်တော်ကိုအဖိုးထိုက်တယ်နဲ့ပန်းအိုးပတ်လည်မှာရွှေအောင်စလုံးနဲ့ The Broke ဆိုတဲ့ရေးထားတဲ့အင်္ဂလိပ်ကဗျာလေးတစ်ပုဒ်ရေးသားထားတယ်ပန်းအိုးနဲ့တို့နှင်းစီပန်းအိုးပါယူလာပြီးလှူဒန်းထားတဲ့သဘောဗျဟုကျွန်တော်ကိုရှင်းပြကပန်းအိုးကိုပန်းနေကောင်လေးတို့ပြန်တင်ထားလေတော့ဤကျွန်တော်တို့နှစ်ဦးဒီအပြန်လန်းတစ်လျှောက်လုံးနဲ့စကားမပြောပြပဲအတွေ့ကိုစီနဲ့နေကြလေဤကိုမင်းအောင်မှာအမှုနဲ့ဆက်လက်၍နက်နက်နေတွေ့တော်နေပုံရလေဤကျွန်တော်တို့ဆောင်းတော်များသာလင်တရားခံအောင်မဖမ်းနိုင်တော့လဲဆောင်းတော်ကိုစုံမြင့်တို့အုပ်စုမှာတရားခံများကိုအမျိုးစုံအောင်ဖမ်းဆီးခဲ့ကြပြီးဖြစ်လေဆောင်းတော်ကိုတင်လာသည့်6တက်ကြီးအနီးတစ်ဝိုက်မှနှင်းစီချန်ပိုင်ရှင်များကိုတိုးပြီးတူဖမ်းဆီးခေါ်ဆောင်လာလေဆောင်းတော်ကိုစုံမြင့်သည်မြနှင်းသည့်အငိမ့်ဖွဲ့မှလူရှင်တော်များအငိမ့်တောင်စရာစသည်တို့ကိုခေါ်ယူရစစ်ဆေးနေလေအငိမ့်မင်းသမီးမြနှင်းစီကိုဘူး CID တို့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိပဲအငိမ့်မင်းသမီးမြနှင်းစီသည်အမှုခင်းဖြစ်ပွားနေခြင်းနဲ့ပြည်သက်ထောင်ပေါင်းများစွာရှင်းမောက်တွင်ကပြနေသည်ဟုသောအလီဘန်တက်တင်ပြချက်ကြောင့် CID တို့ဖမ်းဆီးခေါ်ဆောင်ရန်ခက်ခဲ၍နေလေတော့သည်ဒုတိယဗန္ဓုလမြန်မာအလင်းတကြီးကိစ္စအစသောသတင်းစာကြီးများအားလည်းအင်အားလန်းလူသက်မှုနှင့်ပတ်သက်၍တစ်ဖွဲ့တစ်နဲ့ရေးသားကြလေရာလူများစိတ်ဝင်စားသောမှုကင်းသတင်းတစ်ပုဒ်ဖြစ်၍နေလေတော့သည်ဗန္ဓုလသတင်းစာကမှအငြိမ်မင်းသမီးများနှင်းစီနှင့်အင်အားလန်းလူသက်မှုဟူသောခေါင်းစဉ်ဖြင့်သတင်းရေးသားလေရာလွန်စားပင်အယောင်တွင်ကျလေတော့၏တနေ့တနေ့ကျွန်တော်နှင့်ဥပဝူသည်ဘုံမီရက်စတောရန့်နှင့်ဘီလစ်တပွဲထိုးပြီးစာပလင်းမင်းအောင်နေထိုင်ရာအမတ်ခွန်အာတော့ကလန်ကြောင်မြောင်းနေအိမ်သို့တွားရောက်ခဲ့လေအိမ်ငန်းရှိပလက်ကလထိုင်ပေါ်တွင်ထိုင်လျက်ဂျွန်ပလီယာမိုးစိတ်စီကရက်ခဲကအမှုရဲတစ်ခုကိုစိတ်ဝင်စားဖတ်ရှုနေသောကိုမင်းအောင်အားတွေ့ရလေကိုမင်းအောင်၏အနီးတွင်စားရစာတမ်းများရှုပ်ပွားပြန်ကျက်လျက်ရှိပြီးစစ်လိပ်ပြကွက်၌လည်းစစ်လိပ်တို့များပြည့်မောက်ရှမ်းကျနေသောကြောင့်စာပလင်းမင်းအောင်သည်အင်အားလန်လူသက်မှုနှင့်ဆက်လင်း၏အသိအမေရှာဖွေစဉ်းစားနေကြောင်းကျွန်တော်ရိပ်မိလေတော့၏ကိုမင်းအောင်သည်ကျွန်တော်တို့နှစ်ဦးကိုမြင်တော့အခါလာထိုင်ကြပါဗျာဥပဦးနဲ့ကိုအောင်လာကျွန်တော်ကော်ဖီတိုက်ပါမယ်ဟုဆိုကအင်္ဂါနေ့တုံးရဲ့ကော်ဖီ3ခွက်ကိုဖြော်ကငွေလမဲလေးနဲ့ယူဆောင်လာလေကျွန်တော်နဲ့ဥပဦးမှာကိုမင်းအောင်ဖြောတဲ့သောကော်ဖီကိုတောက်ရရောက်တဲ့ရာစကားများကိုအရင်များဖတ်မြပြောဆိုနေကြကုန်၏ကိုမင်းအောင်မှမူ၎င်း၏အမှုတွေကြီးကိုစိတ်ပါဝင်စားစွာဖတ်ရှုပြီးနောက်ကျွန်တော်တို့နှစ်ဦးကမောင်တင်အသက်ခံရတာလမ်းတစ်ပြတွေရဲ့လက်ချက်လို့ကျွန်တော်မထင်ဘူးဗျအင်အားလန်းလူသက်မှုတွေနဲ့သက်ဆိုင်နေမယ်လို့ကျွန်တော်ထင်တယ်လမ်းတစ်ပြတွေရဲ့လက်ချက်လို့ထင်ရအောင်ပြည့်ရဆင်သွားတာပဲဗျ
ကျွန်တော်ရီတာရှီကမှာရောက်နေတော့ဖြစ်ခဲ့တဲ့မှုခင်းဆိုတော့ကျွန်တော်မစစ်လဲရတာနားရဗျာဟုပြောလေရာကျွန်တော်တို့နှစ်ဦးမှာအမှုကိုစိတ်ဝင်စားခြင်းမရှိရကတာမန်မြတာအင်းလိုက်မိလေတော့သည်ထို့နောက်တွင်မူကျွန်ုပ်သည်ကျမ်းမြေပေါ်တွင်ရှုပ်ပွားပြန်ကျင်းနေသောစာရေးစာတမ်းများကိုတွားရောက်ကြည့်ရှုလေရာဗေဒင်စာအုပ်များဖြစ်နေသည်ကိုတွေ့ရ၏အံ့ဩသွားကအိုင်စစ်ကိုမင်းအောင်ဗေဒင်စာအုပ်တွေဖတ်နေပါလားပင်စင်ယူပြီးရင်ဗေဒင်ဟော့စားမလို့လားဟုမေးမြန်းလေရာကိုမင်းအောင်ကအင်အားလန်းလူသက်မှုကိုဗေဒင်ပညာနဲ့လေ့လာကြည့်တော့သိလွန်စားရလာတယ်ဗျဗေဒင်ဆိုတာကိန်းကနန်းပညာကိုဆိုလိုတာပေါ့ဗျာဟုပြန်ရေးပြောဖြေလေသည်ထိုအခါဥပ္ပဝကကဏ္ဍလက္ခဏာဆရာကြီးကံယူတဲ့ကဏ္ဍဗေဒင်ပညာဆိုတော့ကြားဘူးတယ်ဗျဒါပေမဲ့ကိုမင်းအောင်မှန်ရောမှန်ရလားဟူ၍ဝင်ရောက်မင်းမြန်းလေရာကိုမင်းအောင်ကအလွန်အင်မတန်မှန်ပါတယ်ဥပ္ပဝရဲ့တနေ့တစ်ခါအခွင့်အရေးရရင်ကျွန်တော်ဟောပေးပါမယ်ဟုဖြေလေ၏ထိုအခါဥပ္ပဝကကိုမင်းအောင်ဟောရင်နောက်မိမတယောက်ရမရဟောဗျာကျွန်တော်သိသိချင်းနဲ့အင်ဟာမိမကြီးနဲ့ပေါင်းတင်ရတာတစ်စက်ကလေးမှစိတ်မချမ်းသာဘူးဗျာဟုမျက်နှာကြီးကိုရှုံ့မေးပြောလေရာကျွန်တော်နဲ့ကိုမင်းအောင်သဘောကျတာရေပါတော့သည်ထိုအခိုက်မှာပင်ကိုမင်းအောင်၏နေရှိသို့ဘေဘီအော်စတင်ကိုခေါ်သောကားငယ်လေးတစ်စီးထိုးဆိုင်လာလေ၏ကားပေါ်မှလွန်စားချောမောလှပသောမိန်းကလေးတစ်ဦးဆင်းလာပြီးလင်ကိုမင်းအောင်၏နေသို့လှမ်းမြောက်ကြည့်ရှုလျာဥပ္ပဝကဟိုက်အညစ်မင်းသမီးများနေစီပါလားပွားတာပဲဟုရေရွတ်ခါမျက်တော်မခတ်တန်းငေးမောကြည့်ရှုနေလေတော့၏ကျွန်တော်လည်းဥပ္ပဝီနီတူပတ်ဝန်းကျင်ကိုတတိမိလျက်ရှိနေ၏အညစ်မင်းသမီးသည်အိမ်ပေါက်ဝါတွင်ရက်တန်ကကျွန်တော်တို့လူစုကိုအကဲခတ်၍စားပလင်းမင်းအောင်ဆိုတာဟုဆိုလိုက်ရာစားပလင်းမင်းအောင်ကကျွန်တော်ပါပဲအိမ်မောကြွပါဟုဖိတ်ခေါ်လိုက်လေရာမင်းသမီးသည်စမရင်သာဟန်လေးဖြင့်အိမ်တွင်းသို့ဝင်ရောက်လာလေတော့သည်သူမသည်ဂရီဘိုင်အင်ရင်ညိုတိုဘရကိုလုံကြီးအညိုတို့ကိုအထောက်အဆင်နှုတ်ဆင်ထားပြီးမျက်နှာလေးမှာအနှင်းငယ်ညှိုးနှမ်းလျက်ရှိလေ၏ကျမနာမည်မြတ်နှင်းစီပါအငိမ့်သမီးမြတ်နှင်းစီပြီးဆိုပါတော့ရှင်ဟုအငိမ့်မင်းသမီးကဆိုလိုက်လေရာကိုမင်းအောင်ခေါင်းအသားညင်းဟုတ်ကဲ့ပြောပါဗျာကျွန်တော်ဘာကူညရမလဲဟုတီကြီးသာပြန်လဲမေးမြန်းလေ၏ထိုအခါမြတ်နှင်းစီသည်စကားဆက်ရဲ့စကားမဆက်သေးပဲကျွန်တော်တို့နှစ်ဦးကိုငယ်ဆောင်ကြည့်ရှုရာဂရန်ဂျီကလားများကဲ့သို့အငန်းလွန်နေသောကျွန်တော်တို့နှစ်ဦးမှာကြပြကြရမျက်နှာမူးတက်လိုက်ရလေ၏ကိုမင်းအောင်ကဒီပုဂ္ဂိုလ်နှုတ်ကအင်းဆိုင်စီရင်တွေကအရာရှိတွေပါများနေသည်စိတ်ချလက်ချတိုင်ပင်နှင်းနှလို့ရပါတယ်ဟုဝင်ရောက်ပြောလေ၏ထိုအခါမှပင်မင်းသမီးသည်ပင်သက်ကိုချ၍ကျမအမျိုးသားနာမည်ကကိုမျိုးချစ်လို့ခေါ်ပါတယ်ဟုဆိုလိုက်ရာကျွန်တော်နဲ့ဥပ္ပဥမှာတယောက်မျက်နှာတယောက်ကြည့်လက်မိတော့၏ဥပ္ပဤမျက်နှာကြီးပါလဲရှုံ့မဲ့သွားလေ၏မင်းသမီးကဆက်ရည်ပြောပြန်သည်ကျမတို့လင်မယားတယောက်ကိုတယောက်အင်မတန်ချစ်ကြပါတယ်ရှင်စကားများရံဖြစ်တယ်ဆိုတာမရှိသလောက်ပါပဲဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်ကအိမ်မှာနှကိုးခွဲမှုတစ်ခုနဲ့ပတ်သက်ပြီးကျမနဲ့ကိုမျိုးချစ်စကားများကြပါတယ်ကိုမျိုးချစ်ကနဂတော်လုံးဝကြည့်မရဘူးရှင်နဂတော်ဟာကျမကိုပိုးပန်းနေရလို့မကြခဏဆွဆွဲပါတယ်ဒီလိုနဲ့ကျမနဲ့စကားများရံဖြစ်ပြီးအင်အားဆင်းသွားတော့ပါပဲရှင်ကျမဟာ3-4ရက်လောက်တော့စောင့်ကြည့်ပါသေးတယ်ဒါပေမဲ့တစ်ပတ်လောက်ကြာတဲ့အထိသူပြန်မလာတဲ့အတွက်သူသွားလေရနေရတွေသူ့တငယ်ချင်းတွေရှိရဲ့အရက်တွေကိုလူရှင်တော်တွေလှုပ်ပြီးစုံစမ်းခိုင်းပါတယ်ဒါပေမဲ့ပင်မမှရှာလို့မတွေ့ဘူးရှင်သူအိမ်မောကဆင်းသွားတဲ့နေရာစားပြီးကျမဟာသူမကျင်တဲ့နဂတော်နဲ့အဆက်ဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျမယောက်ျားအင်းကိုလုံးဝပြန်မလာခဲ့ပါဘူးရှင်ဟုမင်းသမီးကကယူနာသက်ဖွယ်ကောင်းအောင်ပြောပြလေရာကျွန်တော်တို့မှာစိတ်မကောင်းဖြစ်ရလေသည်အင်မတန်ချစ်မြတ်နိုးဖို့ကောင်းတဲ့မိန်းမကိုပြစ်ပြီးအိမ်မောကဆင်းသွားတဲ့ယောက်ျားအတော်မိုင်မဲတဲ့လူပဲဟုမစီမဆိုင်များနင်းစီယောက်ျားကိုအပြစ်တင်ပြီးတော့ဤကိုမင်းအောင်သည်မြန်နှင်းစီစကားကိုစိတ်ပါလက်ပါနားထောင်လျက်ဂျွန်ပလီယာမို့စိတ်စီကရက်တလေးကိုမင်းကြီးရှိုက်ဖွာလိုက်ပြီးဆက်ပြပါအောင်မြန်နှင်းသည်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုမြန်နှင်းစီကိုမျက်လုံးချင်းစုံအောင်ကြည့်လျက်ပြောလေ၏မြန်နှင်းစီကဆက်၍ဒီလိုကိုမျိုးချင်းနဲ့ကိုမျိုးချစ်အိမ်မောကဆင်းသွားတာဟာတလခန့်ကြာတော့ကျမဟာရင်ကွဲမတက်ခံစားရပါတယ်မစားနိုင်မအိမ်နိုင်ဖြစ်နေတဲ့အတွက်ကျမအဖြစ်ကိုမကြည့်ရတဲ့ရှစ်တဲ့မင်းသမီးမတောင်းစင်ကဒီကိစ္စမျိုးနဲ့ပတ်သက်ရင်အင်မတန်နာမည်ကြီးရဲ့ဆရာကြီးတယောက်ရှိရလို့ပြောပါတယ်ဒီဆရာကြီးလှုပ်ပြီးလိုက်လို့အဆင်ပြေသွားတဲ့ချစ်သူစုံတွေအများကြီးရှိကြောင်းလည်းပြောပြပါတယ်ဒီဆရာကြီးကိုအိမ်ပစ်ပြီးမြင်းများကြည့်တင်တယ်လို့လည်းအကြံပေးပါတယ်ဒီလိုနဲ့ကျမအိမ်မှာဆရာကြီးကိုပင့်ပြီးမေးဘူးပါတယ်ဘာမှမပူနဲ့ကလေးမဆရာကြီးနဲ့တွေ့ရင်အားလုံးအဆင်ပြေစေရမယ်မင်းယောက်ျားပြန်လာစေရမယ်လို့လည်းပြောပါတယ်ဒီလိုနဲ့ပဲကျမအိမ်မှာအုံဝင်ငပြောပွဲတွေပြင်ဆင်ပြီးဆေးဖြောင်းနေထွန်းရပါတယ်ရှင်ဟုဆိုကမြန်နေစီတီဝဲကြလာတော့မျက်ရည်စားလေးများကိုလက်ကင်ပွားနှင်းတုပ်လေ၏ကျွန်တော်နှင့်ဥပ္ပဥမှာမျက်လုံးချင်းစုံလိုက်မိပြီးဥပ္ပဥမှာလည်းမြန်နေစီအတွက်စိတ်မသက်မသာဖြစ်နေရရှိလေ၏မြန်နေစီကဆက်ရည်ပြောပြန်သည်ထိုအချိန်မှာပင်အင်မတန်ထူးခြားတဲ့ဖြစ်ရကြီးတစ်ခုဖြစ်ပွားခဲ့တယ်ရှင်ဆရာကြီးကဆေးဖြောင်းနိုင်တဲ့အမွှေးတန်းတွေထွန်းပြီးခဏကြောင်အာရုံပြုလိုက်ပြီးကျမကိုဒီလိုပြောပါတယ်တငယ်မရဲ့ယောက်ျားကိုစိတ်ကြင်အောင်ချောက်ချားဖြစ်အောင်ပြုစားတဲ့အမှောင်ပြောကရှိရလို့ပြောပါတယ်ဆရာကြီးကရအောင်ပြန်ခေါ်ပြီးမယ်ဆိုပြီးဂါရာဒီမန်နဲ့အဆက်မပြတ်ရွတ်ဖတ်နေရပါပဲရှင်စနေသားမောင်မျိုးချစ်ဆရာအမိန်ပေးတယ်မင်းပြန်လာစမ်းဆိုပြီးအောင်မြင်ခံရတဲ့အတန်ကြီးနဲ့အမိန်ပေးတော့ပါပဲရှင်ဒီချိန်မှာကျမရဲ့အိမ်ငန်းတကားကိုဒုံဆိုတဲ့အတန်ကြီးနဲ့ရိုက်ပုတ်တန်ကြီး၃ချက်ကိုပြီးသားကြားလိုက်ရတယ်ရှင်ဒီခါမှာဆရာကြီးကအမှောင်ပြောကားတွေရောက်လာပြီလို့ပြောပါတယ်ကျမနဲ့မတောင်းဆိုင်ကကြောက်လွန်းလို့လက်ပြလွတ်မတတ်ပါပဲရှင်ကျမတို့နှစ်ယောက်စလုံးအခန်းတကားကိုသွားမကြည့်ဝင်လို့ဆရာကြီးကိုတောင်းပန်ပြီးတခါတော့ဖွင့်ကြည့်ခိုင်းတော့လေဘာမှမတွေ့ပါဘူးရှင်ဒုံဆိုတဲ့အတန်ကြီးကိုကျမတို့အားလုံးပြီးသားကြားလိုက်ရတာပဲရှင်ဒီလိုနဲ့ဆရာကြီးထွန်းထားတဲ့ဆေးဖြောင်းနိုင်နေတာထွန်းနေပြီမဲ့ကိုမျိုးချစ်ကတော့ယနေ့ထပ်နိုင်ပြန်မလာပါဘူးရှင်ကျမမှာအခုလိုကိုရေးကိုတာပြဿနာတွေနဲ့ရှုပ်ထွေးနေခြင်းမှာအင်အားနဲ့လူသက်မှုနဲ့ပတ်သက်ပြီးအစင်စင်တွေကစုံတောက်တွေကအမြဲလာပြီးဒုက္ခပေးနေရရှင်ဟုဆိုလိုက်ရဥပ္ပဥကကျွန်တော်တို့ကမပါပါဘူးဗျာဟုကမန်းကရန်ဝင်ရောက်ပြီးပြောဆိုပြလေရာကျွန်တော်ကလည်းကြပြကြရခေါင်းချင်းလဲရပါလေဟုတ်ပါတယ်ရှင်ဒီကိုနှစ်ယောက်တော့မပါပါဘူးရှင်သတင်းတွေကလည်းနေ့စဉ်ပောက်ကရတွေရေးနေပါတယ်
ကျမမှာကိုမျိုးချစ်ပြောတဲ့ကိစ္စကိုပလိလည်းမတိုင်ရဲပါဘူးတိုင်ရင်လည်းသတင်းသမားတွေတိတ်ကြိတ်ဖြစ်သွားမှာပါပဲဒါကြောင့်ဘာဆက်လို့အမှမသိရနဲ့ကိုမင်းအောင်လာပြီးတိုင်ပင်တာပေါ့ဒီနေ့ဟာကျမနဲ့ကိုမျိုးချစ်ရဲ့၄နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ပါဟိုးရင်တွေကဆိုရင်နှစ်စဉ်ဒီလိုနေမျိုးမှာအထိမ့်မှတ်တစ်ခုအနေနဲ့ညသာကောင်းကောင်းစားလို့ရှိပါတယ်။လင်းနှင်းမြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကိုတော့မစင်နေနိုင်တော့ပါဘူးရှင်ဟုဆိုကအငြိမ်မင်းသမီးမြနှင်းစီသည်ဝမ်းနဲ့ကြေကွဲဟန်ဖြင့်မျက်ရည်များဝဲကြလာပြန်လေ၏ကျွန်တော်ရင်ထဲနဲ့စွန့်နေရင်သွားလေတော့သည်ကိုမင်းအောင်သည်ဂျွန်ပလေယာမိုးစစ်စီကရက်တလိတ်ကုံသား၏ထပ်မံကနောက်တလိတ်ကိုထုတ်ပြီးမိညှိပြန်လေ၏ထို့နောက်တွင်မြနှင်းစီကိုဂယုဏတဟန်ဖြင့်ကြည်ရင်ခေါင်းရေးထားပါမြနှင်းစီဒီရှင်ကစာပြီးမြနှင်းစီရဲ့ပူပင်သောကတွေအလွန်ဆွေးဆွေးတွေကိုမိတ်ဖြောက်ပေးလိုက်ပြီးတော့ဒီနေ့ည၄နှစ်မြောက်မင်္ဂလာထိမ့်မှတ်ပွဲအမိကိုမျိုးချစ်ပြန်ရောက်လာမှာဗျာဟုပြောလေရာအငြိမ်မင်းသမီးမြနှင်းစီမျက်နှာလေးသည်လှပြေဝင်းနဲ့ဝင်းပါရီသွားလေတော့၏ပြီးမှပင်တန်တရားဖြစ်သွားဟန်ဖြင့်ဟော့ရလားရှင်ကျမစိတ်ချမ်းသာအောင်တမင်ပြောလိုက်တာလားရှင်ဟုမေးမြန်းလေတော့၏ကိုမင်းအောင်ကနှစ်လိုပဲပြောရင်ကျွန်တော်စကားကိုယုံမှမြနှင်းစီရဲ့တေးကြပါတယ်ကျွန်တော်မူသားမပြောတတ်ပါဘူးဟုဖြေလေရာမြနှင်းစီသာမကကျွန်တော်ရဲ့နဲ့ဥပ္ပဝမှာပါဇက်အဟောင်းသားဖြစ်သွားရလေ၏ညာနှင်းစီသည်ကျမ်းပြင်နှင့်ရှုပ်ပွက်ပြန်ကျနေသောဗီဒင်စာအုပ်များကိုမြင်မိပြီးရှင်ရဲ့ကျမကိုဗီဒင်များဟောလိုက်တာလားရှင်ဟုမေးမြန်းလေရာကိုမင်းအောင်ကဒါခဏမေးတဲ့နဲ့ပတ်သက်တဲ့စာအုပ်တွေပါမြနှင်းစီကျွန်တော်ဗီဒင်ဟောလိုက်တာမဟုတ်ပါဘူးကျွန်တော်ရဲ့မှတ်စာချက်တတ်ပါမြနှင်းစီကိုကနန်းဗီဒင်ပညာနဲ့အစစ်ဟောပေးလိုက်ပါမြနှင်းစီရဲ့အင်္ဂလိပ်လိုမွေးရလေးကိုပြောပါအောင်ဟုကိုမင်းအောင်ကမေးလေရာမြနှင်းစီကအင်္ဂလိပ်လို8ရက်နေမှမွေးပါတယ်မြနှင်းစီရဲ့အမျိုးသားအောင်8ရက်နေပါပဲရှင်ကျမနဲ့သူမွေးရတူနေတယ်ရှင်လာနှစ်နဲ့လာပဲကွဲပြားတာပါဟုမြနှင်းစီကပြုံးလေးပြန်ဖြေလေထိုအခါကိုမင်းအောင်ကညနေစီရဲ့မင်္ဂလာဆောင်အထိမ့်မဲ့ညသာစားပွဲကခါတိုင်းနှစ်တွေမှာဘယ်ချိန်မှကျင်းပပြတယ်လဲညနေ6နာရီပတ်ဝန်းကျင်လောက်ပေါ့ကိုမင်းအောင်ဘာဖြစ်လို့လဲဟုပြန်မေးလေရာစာပလင်မင်းအောင်ကဒီည4နာရီမှာကိုမျိုးချစ်ပြန်ရောက်လာပါလိမ့်မယ်အကယ်၍ကိုမျိုးချစ်တယောက်ကျွန်တော်ဘေးနေဟောတဲ့အတိုင်းညနေ4နာရီမှာပြန်ရောက်လာခဲ့ရင်ဖုန်းနံပါတ်ကျွန်တော်ဖုန်းကိုဆက်လိုက်ပါညနေစီကျွန်တော်ဖုန်းနံပါတ်ပါဟုပြောလိုက်လေညနေစီမှာစာပလင်မင်းအောင်၏စကားကိုလွန်စွာနှိမ့်ချိုက်သဘောကျသောဝမ်းမြောက်စွာဖြင့်အိမ်သို့ပြန်သွားလေညနေစီပြန်သွားသောအခါတွင်ဥပ္ပဝကကိုမင်းအောင်ရဲ့မြနှင်းစီယောက်ျားညနေ4နာရီအရောက်ပြန်လာမယ်ဆိုတာဟုတ်ပါမလားဟုအန်အော်တကြီးမေးမြန်းလေရာကိုမင်းအောင်ကကျမ်းမြေပေါ်မှာစားရဲစားရဲများကိုလိုက်လံတင်ဆက်၍ကျွန်တော်စကားမှန်ညနေ4နာရီဆိုရင်သိရမှာပေါ့ဗျာဒီတော့မှကျွန်တော်ရှင်းပြပါမယ်လောလောဆယ်နေ့လေစာကိုမူကုန်းလမ်းကျဲကချစ်တီထမင်းဆိုင်မှာသွားစားကြတာပေါ့ဗျာဟုဆိုလေရာကျွန်တော်တို့နှစ်ဦးမှာကိုမင်းအောင်မမေးတာတော့ပဲညနေ4နာရီထူရန်သာစိတ်ဆိုးနေမိကျွန်တော်တို့နေ့လေစာစားတော့ပြီးအိမ်တို့ပြန်ရောက်လာတော့အခါကိုမင်းအောင်ဒီမနေ့ပြန်ခီးထွက်เสียရှိသည်ဟုဆိုကခီးဆောင်အေးကြီးတွင်အဝတ်စားနှစ်စုံသုံးစုံများထည့်လေကိုမင်းအောင်၏ခရီးဆောင်အိမ်မှာဗြိတိရှ်စစ်တပ်တွေအသုံးပြုသောစစ်လွယ်ဤသာဖြစ်လေကျွန်ုပ်ဒီကိုမင်းအောင်ပြင်ဆင်နေသည်ကိုကြည့်ကဒီတစ်ခေါက်ပေခီးထွက်မှလည်းကိုမင်းအောင်မြင်မြန်းလေရာစာပလင်မင်းအောင်ကအေယာရီမျိုးကကျွန်းပေါ်ကမျိုးလေးတစ်မျိုးပဲပြဟုဖြေလေ၏ကျွန်တော်ကဆက်ရခီးထွက်မှကမြန်နှင်းစီအမှုနဲ့တက်ဆိုင်နေလို့လာပြဟုမြင်မြန်းလေရာမြန်နှင်းစီအမှုနဲ့ပတ်သက်နေတဲ့တက်လုံစာကွင်းဆက်တစ်ခုပေါ့ဗျာကျွန်တော်ရဲ့စုံတော့ပညာစွမ်းတက်နဲ့ဆိုရင်တော့အမှုကွင်းဆက်ပြတ်နေပြီပေါ့ဗျာကျွန်တော်ဟာဒီအမှုနဲ့ပတ်သက်ပြီးမြို့တော်များများကိုပလိမင်းကြီးကူညီနဲ့ဆက်သွယ်ရတယ်ကံကောင်းရင်တော့တိတ်မကြခင်မှာမြန်နှင်းစီအမှုရဲ့တက်လုံစာကိုပြန်ကောက်လိုက်မိတာပဲဗျဒီခရီးကပြန်ရောက်ရင်တော့တရားခိုင်တွေကိုဖတ်မိနိုင်မယ်လို့မျှော်လင့်ရတာပဲဟုကိုမင်းအောင်ကပြောလေကျွန်တော်ကကိုမင်းအောင်ကအငြိမ်မင်းသမီးမြန်နှင်းစီကအမှုနဲ့ပတ်သက်နေရလားဗျာဟုမေးမြန်းလေရာကိုမင်းအောင်ကဒီချိန်မှာပြောဖို့စောပါသေးတယ်ဗျာကျွန်တော်ခီးသွားပြီးပြန်လာရင်တော့ပြောကောင်းပြောနိုင်မှာပါအငြိမ်မင်းသမီးမြန်နှင်းစီနဲ့ပတ်သက်ပြီးလောလောဆယ်ကျွန်တော်ပြောနိုင်တာကတော့မြန်နှင်းစီကအတော်အလှတယ်ဆိုတာပါပဲဗျာဟုကိုမင်းအောင်ကဆိုလိုက်လေရာဥပ္ပဝကအစ်စ်ပါပဲကိုမင်းအောင်ရဲ့ကျုံနဲ့စကူချင်းတိုက်ဆိုင်လိုက်တာဟုဝမ်းသာအားရထောက်ခံလေ၏ဤသို့ဖြင့်ညနေ4နာရီထိုးရမိနစ်အနည်းငယ်များလိုသောအချိန်နဲ့ကျွန်တော်နဲ့ဥပ္ပဝမှာဆက်လို့ချတာဖြင့်မြန်နှင်းစီထိုင်မှာဖုန်းကိုမျှော်နေမိ၏ဥပ္ပဝကကိုမင်းအောင်ကတော့ဘလို့နေမလဲမသိဘူးကျွန်တော်ကတော့4နာရီထိုးကနေလေစိတ်ထဲမှာမယုံမရဖြစ်လေပဲဗျာဟုပြောလေရာကျွန်တော်ကလည်းကျွန်တော်လည်းဒီလိုပါပဲဗျာမြန်နှင်းစီလည်းဒီချိန်ဆိုရင်နေခုန်နေတော့မှာပဲဟုပြန်လည်းပြောဆိုလေ၏ထိုချိန်တွင်ကိုမင်းအောင်၏အိမ်နဲ့ခြေဆွဲထားသောတိုင်ကက်နာရီကြီးသည်တင်းဟူ၍လေးချက်ထိုးလေ၏ကိုမင်းအောင်သည်နာရီထိုးတန်အောင်ကြီးဆိုင်ရမရှိပဲဖက်လက်ဆက်စာအုပ်ကြီးသောတေးမိတ်ဖက်နေလေ၏ခဏကြာတွင်တယ်လီဖုန်းခေါင်းလောင်းတန်မိလာ၏ကျွန်တော်တို့ဥပ္ပဝမှာဆက်လုပ်ရှာစွာမျှော်လင့်ရလေတော့၏ကိုမင်းအောင်သည်တယ်လီဖုန်းကောက်ကန်၍မြန်နှင်းစီနှင့်ခဏကြာအောင်စကားပြောလေ၏ပြီးနောက်တယ်လီဖုန်းကိုချပြီးဒီနေ့ညနေ4နာရီတီမှာမြန်နှင်းစီယောက်ျားကိုမျိုးချစ်ကအိမ်ကိုပြန်ရောက်လာတယ်လို့မြန်နှင်းစီကဖုန်းဆက်တယ်ဗျအမျိုးသမီးဟာတော်တော်ပြောရှင်နေပုံပဲကျွန်တော်တို့လည်းသူတို့လက်များနှစ်ယောက်တက်လာပြီးကျေးဇူးတင်စကားပြောဦးမယ်လေဗျဟုပြောလေရကျွန်တော်တို့မှာအံ့ဩခြင်းဖြစ်ရပြီလင်ဥပ္ပဝကကျွန်တော်တို့နှစ်ယောက်ကိုနည်းနည်းတော့ရှင်းပြပါအောင်ကိုမင်းအောင်ရဲ့ကျွန်တော်တို့ကိုမင်းအောင်နဲ့ကြာနေယူမဲ့ထင်ပါတယ်ညမမီတာကိုလိုက်ပြီးစဉ်းစားနေရလို့လေဟုပြောဆိုလေရကျွန်တော်ကလည်းဟုတ်တယ်ကိုမင်းအောင်ကျွန်တော်တို့တော့ညမမီတော့ဘူးကြာရင်အုံနောက်တွေပြတ်လိမ့်မယ်ဟုမေးပြန်လေကိုမင်းအောင်ဒီကျွန်တော်တို့အနီးတုံဝင်ထိုင်ပြီးဒါတော့လည်းမဟုတ်သေးပါဘူးဗျာကျွန်တော်ရှင်းပြပါမယ်ပထမအဦးဆုံးကျွန်တော်စဉ်းစားမိကညာနေစီနဲ့သူ့ချစ်သူကိုမျိုးချစ်ဆိုတာတဦးနဲ့တူတော်ချစ်မြတ်နေကြတယ်ကိုမျိုးချစ်အိမ်ဘွားဆိတ်ဆိုးပြီးဆင်းသွားတယ်ဆိုတာလေပြဿနာကြီးမားမားရှိလို့ရတော့မဟုတ်ဘူးဗျနဂရောနဲ့တဝင်တူတာကနေဆိတ်ဆိုးပြီးဆင်းနေပေါ့ဗျာညာနေစီကနဂရောကိုအဆက်ဖြတ်လိုက်ရင်ကိုမျိုးချစ်ပြန်လာမှာပါပဲဒါဟာကျွန်တော်ရဲ့ရေဘူးရအတွေ့အကြုံပေါ့ဗျာညာနေစီကလူလွတ်ပြီးကိုမျိုးချစ်ကိုရှာလိုက်ဆိုပြီးမှကိုမျိုးချစ်ကမတွေ့အောင်ရှောင်နေရင်လည်းရတာပဲဒီ
ဒီအချိန်ထိကိုမျိုးရှိပြန်လာမယ်မလာဘူးကျွန်တော်မပြောနိုင်ပါဘူး။မြန်နှင်းစီကပူပင်တော့ကဖြစ်ရနေမိမသားပြီးသူများစကားကိုနားထောင်ပြီးဆရာတွေပိုင်းနဲ့တယောက်ကြပြန်လာအောင်လုပ်ရတော့တာပဲ။ဆရာကြီးကအုံဝင်ခပြောပွဲနဲ့အကြနာပြင်ဆင်ပြီးစနေသားမောင်မျိုးရှိပြန်လာရမယ်ဆရာအမိတ်ဘာညာနဲ့အဟိနေချိန်မှာအခန်းတကားဝုန်းကနေလာခောက်တဲ့အတန်ကြီးတွေကိုကြားလိုက်ရတာပဲဗျ။ဒါဟာသူတို့သားရိုးတော့မဟုတ်ဘူးကျွန်တော်ထင်တော့တိုက်တိုက်ဆိုင်ဆိုင်ကိုမျိုးချစ်တယောက်ဆေးစိုးပြေးပြီးအိမ်ပြန်လာရင်ဆရာကြီးကအမိတ်ပေးတဲ့အောင်ကြားလိုက်ရတယ်ထင်တာပါပဲ။အဲ့ဒီခါကိုမျိုးချစ်ကငါအခုနေအိမ်ပြန်သွားရင်ငါမိမမြန်နှင်းစီကသူ့ရဲ့ဆရာတုဆရာရောင်နေတိတ်ဆန်းနေလို့ထင်ပြီးတစ်သက်လုံးထင်သွားလိမ့်မယ်ဟုတွေးပြီးအိမ်ကိုရောက်ခါမှလှည့်ထွက်သွားတယ်ဗျ။ပြန်ကန်ဒီမှာကိုမျိုးချစ်ကစိတ်ပေါက်ရှိရတဲ့အိမ်တကားကို၃ချက်ထူပြီးထွက်သွားတာကိုမျိုးချစ်ကငကိုတွေကစုံးကဝေနဲ့တွေစရရတွေကိုယုံကြည်တဲ့သူမဟုတ်ဘူးဗျ။ဒါကြောင့်သူစိတ်အချင်ပေါက်သွားပြီးပြန်သွားတာ။သူဟာစိတ်ပြေနေပါပြီဗျာ။သူမိမမြန်နှင်းစီကနဂရောနဲ့အဆက်ဖြတ်ထားရလဲသူသိမှာပါ။ဒီတော့လဲစိတ်ပြေနေဖြစ်တဲ့ကိုမျိုးချစ်က၄နှစ်မြောက်အထိမ့်မှန်ညသာစာပွဲအမိတော့အရောက်ပြန်လာမှတေချာတာပေါ့ဗျာဟုကိုမင်းအောင်ကရှေရှေဝေးဝေးရှင်းပြလေတော့သည်ထိုအခါမှကျွန်ုပ်တို့နှစ်ဦးမှလည်းရှင်းလင်းသွားလေတော့၏ထို့ကြောင့်ဥပ္ပဦးကကိုမင်းအောင်ရှင်းပြတော့လေပင်ဆင်းသွားသလိုရှင်းနေရပဲဗျာဟုကျွန်တော်တို့ဘာသာစဉ်းစားရင်တော့သပင်ဖြူလာမှကျင်းတည်တယ်ဗျာဟုချီးကျူးလေထိုအခါကျွန်ုပ်လည်းဒါကတော့ဟုတ်ပါပြီကိုမင်းအောင်ရဲ့ကနန်းပေတွေနဲ့ဟောလိုက်တာလည်းမှန်လားယူလိုက်ဗျကျွန်တော်တော့ကနန်းပေတွေကိုသိညင်သွားတယ်ဟုမေးမြန်းလေရာကိုမင်းအောင်ကဒါကတော့တိုက်ဆိုင်မှုပါကိုအောင်ထွန်းညာနေစီရ8ရက်နေမူနေရှင်ဗျကိုမျိုးချစ်ကလည်း8ရက်နေမှာမူရဲဆိုကဏ္ဍဖေးတင်ပညာရ8ကဏ္ဍရှင်နေပေါ့ဗျာဒီနေ့ဟာ73ရက်နေဆိုတော့4ကဏ္ဍဖြစ်တယ်ဗျ8နဲ့4ဟာအာနိတိညာတော်တော်တူတယ်ညာနေစီတို့မင်္ဂလာထိမ့်မှတ်ကလည်း4နှစ်မြောက်မင်္ဂလာနှစ်ပတ်လဲနေဗျဒီတော့73ရက်8လ1930ဆိုတော့844ကဏ္ဍနေကြီးပဲကြီးစိုးနေတာတွေ့ရတယ်ဗျဒါကြောင့်ကိုမျိုးချစ်ပြန်ရောက်လာမယ့်အချိန်ကိုကျွန်တော်အနေနဲ့ဟောရရင်8နာရီနဲ့4နာရီတချင်းချင်းကိုဟောတင်နေဗျ။ညာနေစီတို့ညသာစားမဲ့အချိန်ကိုမေးကြည့်တော့ညနေ6နာရီပတ်ဝန်းကျင်ဆိုတော့ကျွန်တော်ညနေ4နာရီလို့အတက်ဟောပြလိုက်တာပေါ့ဗျာ။ကဏ္ဍပိဋင်ပညာဟာခဏလေးနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ရုပ်တရက်ဆိုရင်ကလေးကလားနိုင်တယ်လို့ထင်ရပေမဲ့ဒါပေမဲ့ဒီကဏ္ဍလေးတွေကတစ်ခါတည်းရမှာမိမိကံကြမ္မာကိုအံ့ဩပဲကောင်းလောက်အောင်ကြီးစိုးနေတာတွေ့ရတယ်ဗျ။ပိုက်တာကိုရက်ဆိုတဲ့ပညာရှင်ကြီးရအောင်ကဘာကြီးကကိန်းကဏ္ဍတွေကိုအမိတဟဲပြုနေရတယ်လို့ဆိုထားသေးတာပဲဟုပြောဆိုလေတော့သည်ထိုအခါကျွန်ုပ်လည်းကိုမင်းအောင်ဤကဏ္ဍပိဋင်ပညာကိုလွန်စွာနှစ်သက်သွားလေတော့သည်ကဏ္ဍမီတင်ပညာကိုလေ့လာခြင်းသင်များလည်းဝင်ရောက်လာတော့သည်ထို့ကြောင့်မင်းကျွန်တော်ကကိုမင်းအောင်ရဲ့ကဏ္ဍပင်စာအုပ်ကလေးခဏငှားပါလားဗျာကျွန်တော်လေ့လာခြင်းလို့ဟုဆိုလိုက်ရာကဏ္ဍပင်စာအုပ်ချို့ကိုကိုမင်းအောင်ထံမှာငှားရမ်းထားလိုက်တော့ဤထိုကဥပ္ပဝကကျွန်တော်က IB အောင်လားကဏ္ဍပင်တက်သွားရင်ကျွန်တော်ကိုအရင်ဆုံးဟောဗျာနောက်မင်းမတယောက်ရမရကျွန်တော်သိသိခြင်းနေတယ်အင်္ဂါမိမိုက်နဲ့ပေါင်းရတာမနှိပ်ပါဘူးဗျာဟုပြောဆိုလေရာကျွန်တော်နဲ့ကိုမင်းအောင်မှာသဘောကျစွာရေမောလိုက်ပါလေတော့သည်ကိုမင်းအောင်ခီးထွက်သွားပြီးများမကြမီတွင်ကျွန်တော်နဲ့ဥပ္ပဝသည်ရန်ကုန်မြို့တွင်အပျော်ကျူး၍ကြံခဲ့လေတော့ဤစုလေဖျားလန်းရှိခင်စားဟိုတယ်တွင်ဘီယာဆုပ်ပြီးညနေခင်းတွင်ဘုံဘီရက်စတောရန့်၌ပီလီယက်တပွဲပြီးတပွဲဆက်ရည်ကစားကြလေရာညနေသည့်အခါမှအိမ်သို့ပြန်ရောက်လေတော့သည်ကိုမင်းအောင်ခီးထွက်ပြီး3-4ရက်မြောက်သောနေ့တွင်ဥပ္ပဝသည်ကျွန်တော်၏နေအိမ်သို့ရောက်ရှိလာလေတော့သည်ကျွန်ုပ်ဒီဥပ္ပဝကိုမြင်သောအခါတွင်ဒီနေ့ဘယ်ဟိုသွားပြီးပြောဖို့ကြံစီထားသလဲပြဥပ္ပဝဟုအားတက်တဲ့ရောမေးလျာဥပ္ပဝက၎င်း၏မျက်နှာကြီးကိုရှုပ်မိဒီနေ့တော့ဘယ်မှမသွားပြတော့ပါဘူးဗျာကိုမင်းအောင်ပြန်အောင်နေပြီဗျညကပဲကျွန်တော်ဖုန်းဆက်တယ်ဗျဟုသိပ်ပြက်လက်ပြက်ပြောဆိုလျာကျွန်တော်၏စိတ်ထဲတွင်မြန်နေစီအမှုနှင့်ဆက်လင်း၍တစုံတရာရှိမရှိကိုသိကျင်စေဝင်လာမိလေတော့၏ပျော်ပါခြင်းသောအာယုံများပင်ရုပ်ချီးပြောက်ွယ်သွားလေတော့၏ထို့ကြောင့်ပင်ကျွန်ုပ်ကဒါဆိုရင်လည်းကိုမင်းအောင်အိမ်ကိုသွားကြစို့ဗျာအင်အားလန်းလူသက်မှုအခြေအနေကိုသိကျင်နေဗျဟုဆိုကဝက်စားများကိုလဲလဲလေတော့၏ကျွန်တော်တို့ကားလေးနှင့်ကိုမင်းအောင်နေအိမ်သို့ရောက်သောအခါတွင်ကိုမင်းအောင်သည်ထုံးစံတိုင်းပင်စာအုပ်စာတမ်းများကြားတွင်အလုပ်ရှုပ်ရည်နေလေကိုမင်းအောင်သည်ကျွန်တော်တို့ကိုမြင်တော့အခါလာကြဗျာအိမ်ပြီးတော့ကျွန်တော်အခန်းကတော့ရှုပ်ပွားနေရပဲကျွန်တော်လည်းညမှပြန်ရောက်တာဗျကျွန်တော်နှစ်ယောက်ရန်ကုန်မှာမရှိတော့လို့အတော်အနားယူနေတယ်မှတ်တယ်ဟုကိုမင်းအောင်ကမေးလေရာဥပ္ပဝကဆက်ဖြည်းဖြည်းမှုရဖြင့်ကျွန်တော်တို့ကကိုမင်းအောင်မရှိမှလွတ်လွတ်လပ်ပြောရတာဗျခမရလို့တနေ့လာလဲအမှုနဲ့မနေချင်ပါဘူးဗျဟုပြန်ပြောလေရာကိုမင်းအောင်ကပြုံးရတာနေပါတော့သည်ကျွန်ုပ်ဒီကိုမင်းအောင်နေတွင်ဝင်၍စာအုပ်ပုံကြီးကိုမျက်လုံးဝှေ့ကြည့်လျက်ဘာစာအုပ်တွေလဲဗျကိုမင်းအောင်ရဲ့အများလာကြီးလားဟုမေးမြန်းလေရာကိုမင်းအောင်ကစိတ်ပညာရှင်ကြီးစစ်ကမန်ဖရိုက်ရဲ့စာအုပ်တွေပါဗျကျွန်တော်မိတ်ဆွေစိတ်ယောဂဆရာဝန်ဗနာကြီးစီကနေငှားလာတာဗျဟုပြန်ဖြေလေသည်ဥပ္ပဝီဒီစာအုပ်တို့ကိုစိုးဆက်ကောက်ယူကြည့်ရှုပြီးလင်ဒီပြင်းစရာစာအုပ်ကြီးတွေကလည်းအမှုနဲ့သက်ဆိုင်လို့လားဗျကိုမင်းအောင်ကလည်းဒီအမှုလိုက်မှဘေးနဲ့တေးမှုလိုက်မှဘေးနဲ့စာအုပ်ဖတ်လိုက်စိတ်ပညာစာအုပ်ဖတ်လိုက်နဲ့အတော်ဆုံးနေလာပါလားဗျဟုမေးမြန်းလေရာကိုမင်းအောင်ဒီကော်ဖီဘက်ကောင်ကိုလှမ်းယူကဒီအမှုရဲ့အဓိကတရားခံဟာအင်မတန်တနာဖို့ကောင်းတဲ့မင်းကလေးတယောက်ပါပဲဗျာမင်းကလေးရဲ့အဖော်မျိုးသားကလည်းရဲစွမ်းတတိရှိပြီးစွန့်စားဝင်တဲ့လူတယောက်ဗျအင်မတန်သွေးကောင်းတဲ့လူတယောက်ပေါ့ဗျာခရီးထွက်လိုက်တာနဲ့အမှုနဲ့ပတ်သက်ပြီးတရားခံရဲ့သဲလွန်စာကိုအတော်ရလိုက်တယ်ဗျထိုအခါကျွန်ုပ်ကဒါဆိုတရားခံနေဖမ်းမိတော့မယ်ပေါ့ဟုကျွန်ုပ်ကကြားပြည့်၍မေးလိုက်ရာကိုမင်းအောင်ကကျွန်တော်ထင်ထားတဲ့သဲလွန်စာတစ်ခုရှိတယ်ဗျဒါလေးမှန်မယ်ဆိုရင်တရားခံနှစ်ယောက်လုံးကိုမိပါပြီဒါကြောင့်လဲ Fry ရဲ့စိတ်ပညာစာအုပ်ကိုပြန်လဲဖတ်ကြည့်နေရဗျဟုဖြေလိုက်ပြီးကဲကျွန်တော်တော်ကင်လေးမှန်အခုပဲသွားကြည့်အောင်ဗျာကျွန်တော်ကားတော့ခဏပေးပါအောင်ဆိုကကျွန်တော်တို့အားလုံးကားပေါ်သို့တက်ကြလေတော့သည်ဥပ္ပဝီကကားတကားကိုစောင့်ပြီးရင်ကိုမင်းအောင်ကဘယ်ဟိုသွားကြမှာလဲကိုမင်းအောင်ဟူမေးမြန်းလေရာစားပလင်းမင်းအောင်ကကားဆက်ကိုနှုတ်က
ကျွန်တော်တို့အိမ်နဲ့အနည်းဆုံးဇေဒီလေးတစ်စုကိုအရင်ဆုံးသွားကြတာပေါ့ဗျာမလောက်ကုန်းဘူတာနာဇေဒီလေးကိုပေါ်ဟုဖြေပြီးကားကိုကြောက်ကွက်တဲ့လမ်းမကြီးတိုင်မောင်းနှင်လေတော့ဤမလောက်ကုန်းဘူတာအနီးတွင်ခရာချုံများပေါက်ရောက်နေတော့လဲချောင်းကလေးသည်ဝိဝါရီစီးဆင်းနေလေ၏ထိုချောင်းကလေး၏အနီးတွင်တာလယန်ဇေယကဲ့သို့ဆောက်လုပ်ထားသောဓမ္မယုံလေးတစ်ယုံရှိလေ၏ထိုဓမ္မယုံလေးနှင့်ကပ်လျက်အနီးနားတွင်ထုံးဖြူဖြူဇေဒီလေးတစ်စုရှိလေ၏ကျွန်တို့ကားလေးသည်ဇေဒီလေး၏အရှိတွင်ရက်လေ၏ဇေဒီလေးကိုဝင်ရောက်ဝှက်ပြုတ်ပြီးသောအခါကိုမင်းအောင်သည်စနေတော့ပန်းတင်ကုံလေးသို့တွားရောက်ကြည့်ရှုကာကောင်းလာဒီမှာလာကြည့်စမ်းမအောင်ခမရအံ့ဩသွားမယ်ဟုဆိုသည်ဖြင့်ကျွန်ုပ်လည်းအပြေးလှမ်းကြည့်သောအခါတွင်ပန်းတင်ကုံလေးပေါ်တွင်ပန်းအိုးဖြူဖြူရှိရှိလေးနှင့်နှင်းသည့်ပန်းများကိုတွေ့ရလေ၏ကျွန်တော်၏မျက်လုံးထဲတွင်30မြို့အလဲကုန်းရက်ကွက်ရန်ကုန်ပြည်လမ်းမကြီးပေါ်ရှိထုံးဖြူဖြူဇေဒီလေးပေါ်တွင်တွေ့ရသောပန်းအိုးဖြူဖြူလေးနှင့်နှင်းသည့်ပန်းရှစ်ပွင့်ကိုတွားရောက်ကမြင်အောင်မိလေတော့သည်ကျွန်ုပ်သည်အံ့ဩစွာဖြင့်ပန်းအိုးလေးကိုယူ၍နှင်းသည့်ပန်းများကိုရေတွက်ကြည့်လေရာရှစ်ပွင့်တီးတီးပင်ဖြစ်ကြောင်းတွေ့ရလေသည်နှင်းသည့်ပန်းများကိုဖျားနှင့်ကပ်လူထားသည့်ရက်ကြာခဲ့ပုံရ၏အနှင်းငယ်ညှိုးချောက်၍နေလေ၏ဥပမာမူကျွန်ုပ်တို့နှစ်ဦးကိုနားမလည်ဟန်ဖြင့်ကျွန်တော်တို့ခမရတို့ကိုနားမလဲတော့ဘူးဗျာနှင်းဒီပန်းကိုကြည့်ပြီးတော့ခမရတို့နှစ်ယောက်ဘာတွေအံ့ဩနေရလဲဗျာဟုမေးမြန်းလေရဥပဝီခမရကိုရှင်းပြရင်တော့အချင်းကုန်ပဲဗျဒီတော့ခဏလောက်သိခံပြီးနေပါအောင်ဗျအမှုကတော့ကျွန်တော်ထင်တဲ့အတိုင်းပဲဖြစ်နေပြီကောက်ပေါ်မြန်မြန်တက်ကြဗျအချင်းမရှိတော့ဘူးဟုဆိုကကိုမင်းအောင်ဒီဂျွန်ပလီယာမို့စစ်စီကရက်ကိုကားမောင်းရင်မိညှိလိုက်လေထို့နောက်ရန်ကုန်မြို့မှာရှိသမျှဇေဒီလေးတွေအကုန်လိုက်ကြည့်မယ်ဟုဆိုလိုက်ရဥပမာဟိုက်ခနဲဖြစ်သွားရလေကျွန်တော်တို့ဆောင်တော့ကြော်များထုံလေးတနေလုံးရန်ကုန်မြို့ရှိဇေဒီပထိုးပေါင်းစုံကိုလိုက်လံကြည့်ရှုရင်အချင်းကုန်လွန်ခဲ့လေတော့ဤများစွာသောဇေဒီပထိုးများကိုလိုက်လံရှာဖွေရသည်မှာလွယ်မြောင်နှင့်ခတ်လေညနေဆောင်သောအခါဇေဒီပေါင်းများစွာကိုကြည့်ရှုပြီးနောက်ဇေဒီ9စုမှပန်းအိုးဖြူ9လုံးကိုထပ်မံတွေ့ရလေကျွန်တော်နဲ့ဥပဦးလည်းကိုမင်းအောင်နောက်သို့လိုက်ပါရင်ဖတ်ဖတ်မောနေပြီဖြစ်လေညနေဆောင်သည့်အထိဇေဒီငယ်လေးများကိုလိုက်လံကြည့်ရှုရင်ကိုမင်းအောင်ကတော်တော့ပါပြီဗျာကျွန်တော်တို့လက်မတင်လေးခံကောင်းသွားတယ်ဗျမနေ့ဖြန်ဆိုရင်တရားခံအောင်ဖတ်မိနိုင်တော့မှာပါဗျာဟုဆိုလိုက်ရကျွန်တော်ကကိုမင်းအောင်ရဲ့တာဝတီနဲ့30မျိုးကြာဆူတောင်းပြေးဇေဒီလေးပါဝင်ဇေဒီ9စုမှာပန်းအိုး9လုံးတီတီတွေ့ပြီးပြီနော်ဟုမေးမြန်းလေရကိုမင်းအောင်ဒီကောင်းချင်းရဲ့အောက်ပါတိုင်းပြောလေမနေ့ဖြန်8နာရီတီမှာရန်ကုန်မြို့ရဲ့ဇေဒီတစုစုမှာနှင်းသည့်10ပွင့်လာပြီးလှူဒန်းတဲ့သူကအင်အားလန်းလူသက်မှုရဲ့အဓိကတရားခံပဲဗျကိုမင်းအောင်စကားကြောင့်ဆုံးတော့ဥပ္ပဝတီလှုပ်လှုပ်ရှားရှားဖြစ်သွားပြီဟာဒါဆိုကိုမင်းအောင်ရဲ့မနှက်ဖြန်မနှက်ကစားပြီးရန်ကုန်မှာရှိသမျှဇေဒီကအလုံးမှာပလိတ်တွေအဆောင်ချထားလိုက်မယ်ဗျာဟုဆိုလိုက်ရကိုမင်းအောင်ကခေါင်းခါရမ်းပြီးတရားခံအလုံးမဲ့အင်မတန်ပန်းနိုင်တဲ့ဥပ္ပဝဒီနေ့ဝတ်သားတော့ရင်ကျွန်တော်တို့တရားခံကိုတစ်သက်လုံးမိမှာမဟုတ်ဘူးဟုကိုမင်းအောင်ကပြောလေရဥပ္ပဝကဒါဆိုဘယ်လိုလုပ်ရမလဲဗျာဟုမေးမြန်းလေတော့ဤကိုမင်းအောင်ကကျွန်တော်တို့နှစ်ဦးကိုပြုံးရကြီးကဒီကိစ္စတဲ့ကောင်လာတို့ဘာမှခေါင်းနဲ့ထည့်မထားတာပါနဲ့ဗျာမနှက်ဖြန်ညနေရောက်တာနဲ့တရားခံကိုအမိဖမ်းကြပါစို့ကျွန်တော်ဟန်နဲ့စီစဉ်ပါမယ်ဟုစိတ်လေးပြောလေရကျွန်တော်တို့နှစ်ဦးရင်ထဲတွင်အတန်ငယ်အေးသွားလေကျွန်ုပ်ဒီအင်အားလန်းလူသက်မှုအပါဝင်ရန်ကုန်ပြည်အဝေးပြေးလမ်းမပေါ်မှာလူသက်မှုတို့၏အဓိကတရားခံကိုဖန်ဆီးရမည့်အရေးတွေကစိတ်လှုပ်ရှားရနေလေတော့၏ထိုအခါကိုမင်းအောင်ကခေါင်းလကနန်းပေးတဲ့စာအုပ်ကိုအတော်လေးလေးလာပြီးမှတ်တယ်ဟုဆိုလိုက်ရကျွန်ုပ်မှာကိုမင်းအောင်မျက်နှာပူခြင်းဖြစ်ရလေတော့၏ကျွန်တော်ဒီကိုမင်းအောင်ခီးထွက်သားသည့်နောက်ပိုင်းတွင်ဥပ္ပဝနှင့်သာအပျော်ကျူးနေသည်ဖြစ်၍ကနန်းပေးတဲ့စာအုပ်ကိုလက်ဖြစ်ပင်မထိရသေးပေထို့ကြောင့်ကျွန်တော်တည်တည်စာမဖတ်ဖြစ်သေးပါဘူးကိုမင်းအောင်ဟုဝန်ခံလိုက်လေ၏ကိုမင်းအောင်မှာထိုကိစ္စနဲ့ဆက်လင်းရင်ဘာကိုမှမဆိုတော့ပေကျွန်တော်ထံမှကားတော့ကိုသာတောင်း၍ရန်ကုန်မြို့တွင်သို့ထွက်ခွာသွားလေ၏ကိုမင်းအောင်ပြန်လာတော့အခါကျွန်တော်စားတော့ရန်တရုတ်စားစာနဲ့ထမင်းတို့ကိုဝယ်ယူလာလေရာကျွန်တော်တို့နှုတ်မှာစားစာနဲ့မြင်းကြီးရှိစားတော့ကြလေတော့၏နောက်တနေ့နေ့လည်ခင်းတွင်ဥပ္ပဝီသည်ဖိုကားစုပ်ကလေးကိုမောင်းနှင်လာရာကျွန်တော်၏နေအိမ်သို့ရောက်ရှိလာလေတော့၏ထို့နောက်တွင်ကျွန်တော်တို့ဥပ္ပဝီသည်စားပလင်းမဲအောင်နေထိုင်ရာအမက်ခွန်အာတော့ကလန်ကြောင်မြောင်းနေအိမ်သို့ထွက်ခဲ့ကြလေတော့၏ကျွန်တော်တို့သည်စားပလင်းမဲအောင်နေတို့၎င်းရဲ့အခန်း၌ပင်လက်ဖက်ရည်နှင့်မုံများမှာယူ၍စားသုံးကြလေ၏ကိုမင်းအောင်သည်မုံနှင့်လက်ဖက်ရည်တို့ကိုစားတော့ရင်တစုံတရာကိုစောင့်မျှော်နေရန်ဖြင့်အိမ်တကားဝါသို့မကြာခဏစောင့်မျှော်နေလေ၏ထိုအခါကျွန်တော်ကကိုမင်းအောင်ဘသူ့ကိုစောင့်နေရလဲဗျဟုမေးမြန်းလေရာကိုမင်းအောင်သည်လက်ဖက်ရည်ကိုအပြီးသက်တော့ရင်ကျွန်တော်ရဲ့နင်ဂျာလေးတွေကိုစောင့်မျှော်နေရပါဗျာဒီကောင်လေးတွေကတရားရောက်ကတော့ရောက်လာသေးတယ်ဗျမရောက်လာသေးဘူးဆိုတော့ဘာဖြစ်လို့လဲမသိဘူးဟုဆိုရတိုင်ကနာကြီးကိုလှမ်းကြည့်နေလေနေ့လေတနာကြီးကြော်နေပြီဖြစ်၏ထိုအခါဥပ္ပဝကနားမရှင်းရမင်းကျွန်တော်ကကိုမင်းအောင်ရဲ့နင်ဂျာဆိုတာဘာကြီးလဲဗျဟုမေးလေရာကျွန်တော်သိရဲ့နင်ဂျာတွေကဂျပန်သူရဲကောင်းတွေဗျဟုမေးလေရာထိုအခါကျွန်တော်ကရန်ကုန်မြို့တွေကသတင်းစာဘူးတဲ့ကောင်လေးတွေဖက်နှက်တဲ့ကောင်လေးတွေအလုံးမှာကိုမင်းအောင်ရဲ့နင်ဂျာသူရဲကောင်းလေးတွေဗျဒီကောင်လေးတွေကိုပတ်စံနေပေးပြီးစုံစမ်းခိုင်းရင်ပလိတ်တွေတောင်စိတ်ချရသေးတယ်သူတို့ကိုကိုမင်းအောင်ကိုယ်တိုင်လေ့ကျင့်ပေးထားတာဒါကြောင့်ကိုမင်းအောင်ကအကြောင်းကိစ္စရှိနေသူ့နင်ဂျာလေးတွေကိုအားကိုးလေးရှိတာပေါ့ဟုဖြေလေထိုအခါမှပင်ဥပ္ပဝကမသိပါဘူးဗျနင်ဂျာဆိုတော့ကျွန်တော်တောင်ဖြစ်သွားတယ်ဗျကိုမင်းအောင်ကတော့စုံမဗျဟုမှတ်ချက်ပေးလေဤသို့ဖြင့်ကျွန်တော်တို့သည်စုံတောက်ကလေးများကိုစောင့်မျှော်နေလေနေ့လေ3နာရီကျော်သောအခါမှပင်နင်ဂျာလေးတယောက်ရောက်ရှိလာလေကိုမင်းအောင်ကမောင်ပိုင်အစင်ပြေလောက်ကွာဟုမေးလေရာလူငယ်လေးကတွက်လက်ချကြသာပင်ပြေးပါတဲ့ဦးလေးမနက်7နာရီလောက်မှာကျွန်တော်စောင့်နေတဲ့တမိုင်းကကြောက်ဝမ်းဖျားနာကဇီဒီလေးကိုအော်စတင်ကအနက်ရောင်တစ်စီးထိုးရလိုက်ပါတယ်နောက်ပြီးအနက်ရောင်စင်တူဝတ်ထားတဲ့အမတယောက်ကားပေါ်ကဆင်းလာပြီးစနေတောင်မှာဖျားဝတ်ပြုပါတယ်ပြီးတော့ပန်းဝတ်ပြုလေးနဲ့နှင်းသီးပန်းတွေကိုဖျားမှလှူလိုက်တာတွေ့လိုက်ရပါတယ်ခုဖြေကြလေထိုဟာကိုမင်းအောင်ကြားပြအဲ့ဒီအမကြီးကိုမောင်ပိုင်မြင်မှုလားဟုမေးလေရာလူငယ်လေးကကျွန်တော်မမြင်ဘူးပါဘူးလေဒါပေမဲ့ဒီကားကိုတော့ကျွန်တော်မှတ်မိနေပါတယ်ကားနံပါတ်ကိုလည်းမှတ်ခဲ့ပါတယ်တေချာအောင်ကားနောက်မှာပြားစိနဲ့တောင်ချစ်ခဲ့ပါသေးတယ်
တော်တယ်ကွာစားပလင်းမင်းအောင်ကလူငယ်လေးကိုချီးမွမ်းလေလူငယ်လေးကဆက်လက်၍ကျွန်တော်သတင်းစာပို့ရင်မှတ်မိနေပါတယ်ကန်တော်ကြီးဆောင်ကခြံကြီးတစ်ခြံနေရကားပါဒါကြောင့်တေးကြောင်အဲ့ခြံကြီးရှိမှမယောင်မလင်နဲ့သွားဆောင်ကြည့်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်နောက်ကျသွားတာပါဦးလေးကားကိုအမကြီးကိုယ်တိုင်မောင်းနှမီပြန်လာပါတယ်ဟုပြောလေရကျွန်တော်နဲ့ဥပုံမှာတယောက်မျက်နှာတယောက်ကြည့်မိလေကိုမင်းအောင်ကလူငယ်ကခြံနံပါတ်8မဟုတ်လားဟုမေးရဟုတ်ပါတယ်ဦးလေးခြံမီကမြနှင်းစီတဲ့ထို့နောက်တွင်မူကိုမင်းအောင်ကလူငယ်လေးကငွေ30ကျပ်ပေးပြန်လွှတ်လိုက်လေထို့နောက်စားပလင်းမင်းအောင်သည်အန်ဆွဲတဲ့နေထည့်ထားသော6လုံးပြူကိုကြည်စံဖြစ်လိုက်ပြီးနောက်အန်ပီတို့တနက်ပါရဲ့မုတ်လာလိုလိုမမဲလေးတော့ဆောင်ခဲ့ပြဟုဆိုလေထို့နောက်တွင်မူဖိုကားစုပ်လေးကိုစားပလင်းမင်းအောင်ကိုယ်တိုင်မောင်းနှင်ခဲ့လေကျွန်ုပ်နှင့်ဥပ္ပဥမှာတရားခံဖမ်းရမည်အရေးကိုတွေးတောကရင်ခုန်နေမိလေကြောင်မြောင်စေးရှိသူရောက်သောအခါကိုမင်းအောင်သည်ကားကိုခဏရိုက်၍ဈေးတွင်းသို့ဝင်ရောက်သွားလေကိုမင်းအောင်ပြန်လာသောအခါလွန်စွာလှပသောနှင်းစီပန်းများကိုဝယ်ယူလာလေနှင်းစီပန်းများကိုယူတဲ့ကြီးအား10ပွင့်တီရှိသည်ကိုမြင်ရ၏ကိုမင်းအောင်ကနှင်းစီပွင့်များကိုကျိုးဖြင့်စီးနှောင်၍စက်ကူဖြင့်စာရွက်တွေပေါ်တွင်စားပလင်းမင်းအောင်မှမြနှင်းစီတို့ဟူသောစားကြောင်းတစ်ကြောင်းကိုရေးကနှင်းစီပွင့်များနှင့်အတူတွဲထားလိုက်လေတော့၏ကန်တော်ကြီးဆောင်တို့ရောက်လင်လွန်ကျဝင်းသောခြံကြီးတစ်ခြံအတွင်းလွန်စွာခမ်းနားသောအိမ်ကြီးတစ်ဆောင်ကိုတွေ့ရလေခြံဝတွင်မြနှင်းစီဟူသောဆိုင်းဘုတ်ကိုတွေ့ရ၏ကျွန်ုပ်တို့ဆောင်တော်များခြံတကားဝသို့ရောက်လင်ခေါ်ရခတရဝန်ကတကောက်ပေါ်တွင်လက်တင်ကဘာကိစ္စလဲဟုမေးမြန်းလေထိုအခါစားပလင်းမင်းအောင်ကမင်းတို့တခင်မမြနှင်းစီကိုဒီပန်းစည်းလေးပေးလိုက်ပါပြီးရင် तू ကမင်းကိုဘာလုပ်မယ်ဆိုတာပြောပြပါလိမ့်မယ်ဟုဆိုလိုက်ရာခေါ်ရခတရဝန်သည်ကျွန်တော်တို့ဆောင်တော်များအားအိမ်ကြီးသို့ခေါ်ဆောင်သွားလေကျွန်ုပ်တွင်မူလွန်သာခဏလှပသောအဲကန်းဆောင်ကြီးတဲ့တွင်ကျွန်ုပ်တို့ဆောင်တော်များခဏကြောင်ဆောင်ရလေခဏကြာလင်အိမ်ရဲ့ပေါ်တက်သို့တက်လာသောကျွန်းလေကားကြီးပေါ်မှလွန်သာလှပ၍လွန်သာမမင်းကြက်တည်ရှိလာသောအသက်30ရဲ့မိမချောတဦးသည်အိမ်ရရဆင်းလာလေကိုမင်းအောင်သည်မတ်တရက်လျက်မိမချောနှင့်မျက်လုံးကြီးဆောင်အောင်ကြီးကထောက်ကြရာဘာတော့မှမောင်တင်ကိုတက်တဲ့အမှုအင်းအားလမ်းမှာခင်ခင်ကြီးကိုတက်တဲ့အမှုနဲ့မြန်နေစီကိုကျွန်တော်ဖမ်းလိုက်ပါပြီဟုဆိုလိုက်ရာမိမချောသည်တစ်စက်မှလည်းအိမ်နေမပြတ်ပဲကျွန်တော်တို့၏အရှိစုပါကြီးပေါ်တွင်ဝင်ထိုင်လေကျွန်ုပ်ဒီမိမချောကိုငေးကြည့်ရင်တင်းလာပေဟန်ဗတ်မယန်တဲ့6တန်နဲ့ရွာဘုံကားလာတို့ဟူသောနတ်ရှင်တော်၏ကြပြတစ်ပိုင်းတစ်စောက်ကိုတတိယမိလိုက်လေမိမချောသည်စားပလင်းမင်းအောင်ကိုစစ်စစ်ကြည့်ရင်ကျမကမနက်ကတမိုင်းဘက်ကဇီဒီလေးတဆူမှာနှင်းစီပန်းသွားလူတော်တွေ့ခဲ့ရတဲ့ကလေးကိုနေ့လယ်ပိုင်းကတခါကျမပန်းညံရှင်မှာတွေ့လိုက်ရပြန်တယ်ဒီတခါကိုမင်းအောင်ကျမစီကိုရောက်လာတော့မယ်ဆိုတာကျမရိတ်စားမိပါတယ်ဘာပဲဖြစ်ဖြစ်ကိုမင်းအောင်လိုမြန်မာနိုင်ငံပလိတ်ဖွဲ့မှာအတော်အဆုံးလူတယောက်လက်ထဲမှာဖမ်းခံရတာကျမခုံယူပါတယ်ရှင်ကျမတေးရမှာမကြောက်ပါဘူးကျမရင်ထဲမှာနှစ်ရှိလာများစုနေနေတဲ့စူးလေးတစ်ချောင်းကိုကျမနှုတ်လိုက်နိုင်ပါပြီကျမတို့ဘာမှမလို့ကျွန်တော်ပါဘူးရှင်ဒါပေမဲ့ကျမဝန်တာတစ်ခုတော့ရှိရယ်ရှင်ဟာကိုပုံညကိုတော့မဖမ်းနိုင်ပါဘူးဟုမခုံးမခံကြည့်ပြီးဆိုလိုက်လေရာစားပလင်းမင်းအောင်ကဥချိန်တီးရဲ့တပည့်ကိုပုံညကိုလားကျွန်တော်ဖမ်းနိုင်မှာပါမြန်နေစီရဲ့စောင့်ကြည့်ပါအောင်မြန်နေစီကကိုမင်းအောင်စကားကိုနားထောင်ပြီးကောင်းခါရမ်းပြီးကိုပုံညအခုလောက်ဆိုအိန္ဒိယကိုရောက်နေလောက်ပါပြီဟုဆိုကသူမ၏မျက်လုံးများပုံမှန်ညှို့မှန်ရေးသွားလေတော့၏ထိုအချိန်၌ပါမြန်နေစီအေကန်နဲ့ခြေဆွဲထားသောတိုင်ကနာကြီးမှဒေါင်းဟု၍ညနေ4နာရီထိုးသွားလေတော့၏၄နာရီထိုးမြန်နေစီကံကြမ္မာဆိုတာတိတ်ထူးဆန်းတာပဲဗျလောကမှာအဖြစ်အပျက်တွေကိုဇလန်းစင်ပြီးဝတ္ထုတပုတ်ရင်ဘယ်သူယုံမလဲဒါပေမဲ့ဒါတွေကတကယ်အဖြစ်အပျက်တွေဗျကိုပုံညဟာမြန်နေစီထင်တယ်လို့အိန္ဒိယအောင်မသွားသေးပါဘူးသူ့ကိုဒီနေ့ညနေမှာပဲကျွန်တော်အမိရဖမ်းနိုင်မှာပါဟုတီကြီးခန်းချမ်းသာဆိုလိုက်လေရာမိမချိုလေးမြန်နေစီသည်ချစ်စပယ်မျက်လုံးလေးဝိုင်းတော့ကရှင်ဟူ၍သာဆိုလိုက်နိုင်လေတော့သည်ထို့နောက်တွင်မူကိုမင်းအောင်သည်အင်းစိန် CID သို့ဖုံးဆက်ကမြန်နေစီကိုကားတစ်စီးဖြင့် CID သို့ပို့ဆောင်စေခဲ့၏ဥပ္ပဦးကမြန်နေစီကိုစောင့်ရှောက်ရန်အဖော်ပြစ်ထည့်လိုက်လေတော့သည်ကျွန်တော်နဲ့ကိုမင်းအောင်မှာမူကားကိုကန်တော်ကြီးဆောင်နိုင်ဘက်ကဖိုးစိန်လန်းတိုင်းကြောင်မြောင်စေးရှိသူမောင်းနေလာလေသည်ကျွန်တော်တို့စီးနေလာသောဖိုကားစုပ်ကလေးသည်ကြောင်မြောင်စေးရှိသူရောက်သောအခါမျက်လက်ဝိုင်းတစ်ဝိုင်းဒီပြသရင်းနေလေသည်ထိုအခါကိုမင်းအောင်ကအပီအောင်လာကားခဏရပါမျက်လက်ကောင်းကောင်းမကြည့်ရတာကြာပြီးမျက်လက်ကြည့်ရအောင်ဟုပြောလေ၏ထိုအခါကျွန်တော်လည်းကားကိုရက်လိုက်လေတော့၏မျက်လက်ဝိုင်းသည်ကြောင်မြောင်စေးရှိလွန်စွာအရေးဝါဒအဝါဒကောင်းလာသောညောင်မင်းကြီးတစ်ပင်အောက်တွင်ပြသနေခြင်းဖြစ်လေသည်မျက်လက်ဆရာမှာကောင်းမွန်ဆန်ဆန်တကလက်အုပ်ထုပ်ကိုခန့်ခန့်ဆောင်ထားပြီးရှက်အင်းကြီးအဖြူနှင့်ရှမ်းပေါင်းမီအနက်ကိုစတိုင်ကြကြဝတ်ဆင်ထားလေ၏စီဝိုင်းအတွင်းတွင်လူငယ်လေးတစ်ခုကဘင်ကိုတုံးတီးရီလူစုပေးနေလေ၏မျက်လက်ဆရာကသူ၏ပါဇက်ထဲမှစကုအဖြူအနီများထုတ်ပြခြင်းလော်ဝါးထဲတွင်ဖက်ချက်ကလေးများကိုဖျောက်ပြခြင်းမော်တက်တာလေးထဲမှခေါက်ဆွဲတို့အရက်ပလင်းစီကရက်စသည်များကိုဆွဲထုတ်ပြခြင်းစသည်ပြောက်ကွယ်များကိုအတော်များပြသပြီးသောအခါမျက်လက်ပစ္စည်းများကိုတင်ဆက်လိုက်ရင်မိဘပြည်သူများခင်ဗျာခုချိန်ကစားပြီးပြောက်ကွယ်ဆန်းတစ်ခုကိုပြသပါတော့မယ်ဒီပြောက်ကွယ်ကိုဒိဗ္ဗစကုပြောက်ကွယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဒီပြောက်ကွက်ကိုပြတဲ့နေရာမှာရိုးရိုးတန်းတန်းပြလို့တော့မရပါဘူးအထက်ကပုဂ္ဂိုလ်ကြီးတွေရဲ့ခွင့်ပြုမိန့်ကိုတောင်းပြီးမှသာပြနိုင်ပါတယ်ဟုပြောလေသည်ပြီးနောက်မျက်လက်ဆရာကဝိဆထူထူကြီးတစားကိုပြိတ္တဘတ်သို့ဖွင့်ရမ်းပြလိုက်ပြီးဒီဝိဆကြီးကိုနှစ်ခေါက်ခေါက်ပြီးကျွန်တော်မျက်လုံးမှာစီးနှောင်ထားပါမယ်ပြီးတော့မိဘများကိုကျွန်တော်ကကြောက်ခန့်ရက်နေပါမယ်ဒီခါကျွန်တော်ရဲ့တပည့်လေးကမိဘများတွေကတယောက်ယောက်ကိုညွှန်ပြပြီးဆရာကြီးဦးလေးအင်ကြီးပါအောင်လဲဒါမှမဟုတ်ဒေါ်ကြီးတောက်တဲ့ဆေးလေးကဆေးပေါ်လေးလားဆေးပင်လေးလားဟိုးရှေကမှတ်တိုင်းမှာလာရတဲ့မြင်းတစိပတ်စကားကြီးရဲ့နံပါတ်ကပါလေအစရှိသဖြင့်မင်းမြန်းပါလိမ့်မယ်ကျွန်တော်ကတပည့်လေးရဲ့အမေကိုတလုံးမကြံမှတ်ကန်အောင်ဖြေပါမယ်ဟုဆိုလိုက်လေရာရက်ွက်ထဲတွင်နေရာကပါလေးရှိသောလူတယောက်က
ဒါမျိုးတွေရိုးနေပါပြီဗျာမဖြစ်နိုင်ပါဘူးဒီလူကအကြမ်းမြင်ပေါက်နေရမှာမဟုတ်တာပရိသတ်တဲ့သူ့လူတွေထည့်ထားမှာပေါ့ဟုလူတကြီးတရံနဲ့ဆိုလိုက်ရာအခြားသူများကလည်းတန်အောင်လိုက်ထောက်ခံကြလေသည်ထိုအခါကြောင်ချောင်းစည်းတဲ့တွင်အုံသင်းငှက်ပြောသည့်ကြောင့်သောဒေါ်အုံသီးဆိုသောမိန်းမကြီးကဟက်ပရိသတ်ထဲမှာသူ့လူတွေထည့်ထားအောင်ဒီဘွဲကြီးရဲ့ပရိသတ်တွေထဲမှာငါတို့မသိတဲ့လူတွေဘယ်သူပါလို့လဲငါတုံးရဲ့သူ့လူဖြစ်မဖြစ်နေမဲဖြစ်မှာဟုဆိုလိုက်လေရာထိုလူမှာဇက်ပူသွားလေ၏ထိုအခါမျက်လက်ဆရာသည့်ဝဆထူလူကြီးကိုထိုးနေအောင်ထောင်ကမိဘများခင်ဗျာဒီပိတ်စာအင်မတန်ထူပါတယ်တစ်ဖက်နဲ့တစ်ဖက်ဘလို့မှထွန်းဖောက်ပြီးမမြင်နိုင်ပါဘူးကျွန်တော်ကူညီနေတဲ့မိဘများတွေကတယောက်ကကျွန်တော်ပိတ်စာကိုစစ်ဆေးပေးပါခင်ဗျာဟုဖိတ်ခေါ်လိုက်လေရာလွန်စွာဆက်စုတတ်သောဥဖိုးတော်ဆိုသောအဖိုးကြီးသည်စီဝိုင်းတွင်သို့ဝင်ကဝဆာကိုလက်ဖြင့်ဆန့်ကြည့်လေသည်ပြီးနောက်ခေါင်းတက်ဆက်ဆက်ညင်ကထူပါတယ်ဗျာထူပါတယ်ထူတာမှကျုံမိမမိစိန်ရဲ့ခြံတော်ထက်တောင်ထူပါပေတယ်ဟုပြောလိုက်လေရာပရိသတ်ကြီးသည်ဝါကနေရေမောကြလေမျက်လက်ဆရာမိဘများခင်ဗျာမျက်လက်စပြပါတော့မယ်ဟုဆိုကပရိသတ်များကိုကြောခိုင်းပြီးရက်နေလေ၎င်းတပည့်လေးကအဝဆာကြီးကိုမျက်လက်ဆရာကြီးမျက်လုံးနဲ့စီးနှောင်လိုက်လေပြီးနောက်ပရိသတ်တွင်မှအမျိုးသမီးတို့ကမေတ္တာရက်ခိုင်းရှေ့သို့အနှင်းငယ်ထိုးထွက်စေပြီးဆရာကြီးခင်ဗျာဒီအမကြီးအင်ကြီးအယောင်လေးဖြေပေးပါအောင်ဟုမေးမြန်းလိုက်လေရာမျက်လက်ဆရာကအဝါရောင်မှုဖြေလေမျက်လက်ဆရာကြီးအဖြစ်မှန်ကန်သွားသဖြင့်ပရိသတ်များလည်းဝေါကနေလက်ခုပ်တီးလိုက်လေဆက်လက်ရတပည့်ဖြစ်သူကအနက်ရောင်ဟုဖြေလိုက်သဖြင့်ပရိသတ်သည်လွန်စွာအောင်းနေမိလေသည်မျက်လက်ဆရာကိုလည်းမှော်တက်အဆုံးတက်ကိုကျွမ်းကျင်သူဟုထင်မြင်လေသည်ဆက်လက်၍ကျောင်းဆရာကိုရှေ့သို့ထွက်စေဆရာကြီးဒီအကိုကြီးရဲ့ဆေးလိပ်ကဘာတစ်စိမ့်လဲမှောင်ဖြစ်လိုက်စမ်းပါဗျာဟုတပည့်လေးကမေးမြန်းမြန်ရမျက်လက်ဆရာကငါးတစ်စိမ့်ဆေးပြင်းလေးကွမင်းကဆေးလိပ်ပဲမေးပေမဲ့ငါကတော့မိဘပြည်သူများသိအောင်ဖြေလိုက်ရှင်သေးရဲ့သူဝေးထားတဲ့အင်ကြီးကအဖြူအောင်ကွပစိုးကရွှေဖလားရောင်ဘန်ကောက်လုံးကြီးကွဟုဖြေလိုက်ပြန်ရပရိသတ်ကြီးသည်ဝေါကနေလက်ခုပ်တီးလိုက်ပြန်၏ဒေါင်းသီးဆိုသောမိန်းမကြီးကတောက်ကျိုးနဲ့မှန်တဲ့မျက်လက်ဆရာပဲအကြမ်းမြင်ပေါက်နေတာဖြစ်မဲ့ဟုတန်တော်ရေရွနေသည်ကျွန်ုပ်လည်းပရိသတ်နှင့်အတူအံ့ဩတကြီးဖြစ်မိနေလေ၏စားပလင်းမြောက်မှာမူမျက်လက်ပြောက်ကိုစိတ်ဝင်စားရမရှိပဲဂျွန်ပလီယာမိုးစိစီကရက်ကိုသာဖွာရှိုက်ရနေလေသည်ကျွန်ုပ်ကစကားဆလိုက်ရာစားပလင်းမြောက်ကမဆမ်းမအောင်ကောင်လာမျက်လက်ဆရာနဲ့သူ့တပည့်အပြန်လန်ပြောတဲ့စကားတွေမှာစကားဝတ်သုံးပြီးအဖြေတွေကိုပြောပြနေတာဗျာဟုရှင်းလင်းပြလေ၏ထိုခါမှပင်ကျွန်ုပ်လည်းမျက်လက်ပြောက်ကိုသဘောပေါက်နားလည်သွား၏မှန်ဩတော်ပြီစားပလင်းမြောက်သည်မျက်လက်ဆရာကိုမှမမသွန်အကဲခတ်ကြည့်ရှင်တကယ်ထူးဆန်းတာမျက်လက်ဆရာဗျ IB ရဟုပြောလေသည်ကျွန်ုပ်ကနားမလဲဟန်ဖြင့်မျက်လက်ဆရာကဘာဆန်းလို့လဲဗျာဟုမေးမြန်းပြန်လေသည်ထိုအခါစားပလင်းမင်းအောင်ကလေတန်တိုးတိုးဖြင့်မျက်လက်ဆရာဟာအင်အားလန်းလူတတ်မှုရဲ့အဓိကတရားခံတူဖြစ်တဲ့ကိုပုံညဆိုတဲ့လူဗျဦးချင်းဒီရဲ့တပည့်လူဆောင်စားကိုပုံညဆိုတာဒီလူပဲသူဟာအင်မတန်ကြောက်ဖို့ကောင်းတယ်သူ့ကိုဖမ်းတဲ့နေရာမှာ IB သတိဝိရိယရှိပါစေဗျာဟုဆိုကစားပလင်းမင်းအောင်သည်ပရိသတ်ရှိသို့တိုးဝင်သွားလေပြီးနောက်စီဝိုင်းတွင်ဝန်ကမျက်လက်ဆရာကြီးနောက်ကျော်ဟာ6လုံးပြုတ်ပြချိန်လိုက်ရင်လူဆောင်စားကိုပုံညခမည်းကိုယခုစကားပြောနေတဲ့သူဟာဘသူလို့တင်ထင်ပါတယ်လဲဟုမေးမြန်းလိုက်လေရမျက်လက်ဝိုင်းတွင်အုံခဲနေသောပရိသတ်ကြီးမှာလွန်စွာအံ့ဩသွားလေမျက်လက်ဆရာမှာအံ့ဩဟန်မရှိပဲစားပလင်းမင်းအောင်ကိုလှည့်၍မကြည့်ပဲအောက်ပါတိုင်းဖြေကြလေတင်းရဲ့အရက်မောင်းဟာ9ပေ17လက်မတီတီရှိတယ်တင်းရဲ့အသားရောင်ဟာကျင်းနီရောင်ဆင်းရှိရယ်မျက်လုံးစုံဟာတင်းငက်မျက်လုံးလိုဆူးရှာတယ်တင်းရဲ့နှာခမ်းဟာပြည့်ရည်တတ်တယ်တင်းရဲ့နှက်မှောင်တဲ့စပင်တွေကနှစ်ဖူးပေါ်ကိုကပုကရွဝဲကြနေတယ်တင်းဟာကိုအင်းကြီးအညိုရောင်တကလက်ပေါင်းမီအနက်ရောင်ဝတ်ဆင်ထားတယ်တင်စီရဲ့ဖနက်ဟာဂျွန်ဝိုက်အမျိုးအစားဖြစ်တယ်တင်ဟာမထီလေးစားအမူအရာနဲ့ဂျွန်ပလေးယာမိုးစိတ်စီကရက်ကိုနှာခမ်းမှာခဲထားတယ်တင်ရဲ့အမူအရာဟာ88ဆက်အမူအရာပဲတင်ဟာကျွန်ုပ်ကို6မျိုးစားတနက်တလက်နဲ့ချိန်ထားတယ်တနက်တင်မှာ MA ဆိုပြီးတင်နာမည်အတူကောက်ကိုရေးထားတယ်တင်တနက်ကင်ထားတဲ့ဟန်ကတော့ကနဝင်တနက်သမားရဲ့ဟန်ပန်အတိုင်းတက်တောင့်တက်တာအနေထားဖြစ်တယ်တင်ဟာမြန်မာပြည်စုံတော့အဖွဲ့ရဲ့အတော်ဆုံးစုံတော့ဖြစ်တဲ့စားပလင်းမင်းအောင်ဖြစ်တယ်ဟုဆိုလိုက်လေရာကျွန်ုပ်ဒီမျက်လုံးပြူရသွားလေဘယ်ကြောင့်ဆိုတော့ကျွန်ုပ်နဲ့စားပလင်းမင်းအောင်ဒီပြည်သက်များ၏နောက်ွယ်တင်သာရက်ရွေကြည့်ရှုနေလေရာလူစွန်စားကိုပုံညအနေဖြင့်ကျွန်တော်တို့ကိုမမြင်နိုင်ပြီသို့သောစားပလင်းမင်းအောင်ကိုပြောဆိုနေသည်မှာတလုံးမကြံမှန်ကန်လာသည်ကိုပုံညသည်အဝတ်စာကြီးကိုဆွဲဖြုတ်၍စားပလင်းမင်းအောင်ဘက်သို့လှည့်ကကျွန်တော်ပြောတာမှန်ရလားစားပလင်းမင်းအောင်ဟုမခိုးမခတ်မေးလေမျက်လက်ကြည့်ရှုသောသူများမှာအော်တောင်းနှင်းဖြစ်သွားလေသည်တနက်နဲ့ချိန်ထားတာစားပလင်းမင်းအောင်နဲ့ကွဆက်ကဲကတော့ကောင်းပါကွာမင်းသားခမောင်ရင်ကြနေရပဲဟုချီးကျူးကြလေသည်အချို့ကလည်းလူစွန်စားကိုပုံညကိုတန်တော်ဖြစ်ကြလေသည်မျက်လက်ဆရာကလူစွန်စားကိုပုံညဆိုပါလားစားပလင်းမင်းအောင်ကိုလှည့်မကြည့်ပဲပြောတာတလုံးမှမလွယ်ဘူးဟုဆိုကြလေသည်ရှေးဥဆန်သောအဖိုးကြီးတို့ကမူဒါဆုံးကိုဝေအတက်ကွာအောက်လန်းသမားပဲဖြစ်မယ်ဟုအလံတကြားမှတ်ချက်ပေးလေသည်ကျွန်တော်၏မိတ်ဆွေကြီးစားပလင်းမင်းအောင်မှာမူနှခမ်းတွုံယုံသာပြုံးလိုက်၏တော်ပါပြီတဲ့ကိုပုံညရဲ့ဥချင်းတီရဲ့တပည့်ပြီးသားပါတယ်ဗျာခမရလူမျိုးနဲ့ရှင်ပြန်ရတာကျွန်တော်ခုံယူပါတယ်ဟုလက်လဲပြောလေလူစွန်စားကိုပုံညမှာခေါင်းကိုမော်ရီတဟားဟားရေမောနေလေပြီးနောက်မှာစားပလင်းမင်းအောင်ကိုမထီလေးစားအမှုရာနဲ့ကြည်ကစားပလင်းမင်းအောင်နဲ့နာမည်ကြီးရလဲကြီးလိုက်ပါပြီတဲ့ဗျာမြန်မာပြည်စုံတော့အဖွဲ့မှာခမရလူမျိုးစုံတော့တယောက်ရှိရအံ့ဩစရာပါပဲဒါပေမဲ့ကျုပ်ကတော့ခမရမှာဖမ်းနိုင်သေးပါဘူးဗျာဒီမျက်လက်ဝိုင်းဟာကျုပ်ရဲ့ပိုင်နဲ့ဖြစ်နေတယ်ကျုပ်စီရင်ထားတဲ့အစီရင်တစ်ခုလည်းဖြစ်တယ်ဟုပြောလေသည်စားပလင်းမင်းအောင်သည်ခေါင်းကိုဖြင်းရင်းသာခိုင်ရလိုက်ရင်ဝမ်းနဲ့ပါတဲ့ကိုပုံညခမရကိုကျုပ်ဖမ်းလိုက်ပါပြီဟုတလုံးချင်းပြောလေတော့၏ထိုအခါကိုပုံညကမေပြုံးလိုက်ပြီးသူ၏ညာဘက်လက်ကိုဖြတ်ခနဲဝေရမ်းလိုက်ရာတေးကြိုးလေးတစ်ချောင်းသည်ကိုမင်းအောင်၏တနက်ကင်ဆောင်ထားသောလက်ကိုတွားရောက်ရစ်ပတ်ကတနက်လေးသည်လေထဲသို့ဝဲပြန်တော့သွားပြီးကိုမင်းအောင်လက်မှကိုပုံည၏လက်သို့ဆိုင်မဲရောက်သွားလေသည်ကျွန်တော်၏တက်တာနဲ့စားပလင်းမင်းအောင်၏တနက်သို့အလူခံရသည်ကိုတစ်ချိန်တစ်ခါမှမကြုံဘူးရာကကြောက်လွန်း၏ဒူးတဆက်ဆက်တုံမိနေ၏စားပလင်းမင်းအောင်မှမူပဂရိတိုင်းအိတ်ဆက်တင်နေလေ၏ကျွန်တော်တို့နှစ်ဦးမှာရန်သူ၏တနက်နှင့်အချိန်ခံရပေပြီ
ကိုပုံညကဝမ်းနေပါတယ်စာပလင်းမင်းအောင်ကျုပ်ရဲ့တနက်ပြစ်စွမ်းရည်ခမရတို့ CND ကစောင်းတော့တွေထဲမညံဘူးခင်ဗျ IP အောင်လာလဲညီညီလေးနေပါခမရကိုကြုံမသက်ချင်ဘူးကိုမင်းအောင်ခမရကိုတော့ကြုံလေးစားပါတယ်ဒါပေမဲ့ခမရနဲ့ကျုပ်တို့ကမဆုံစည်းနိုင်တဲ့မြင်းမြိုင်တွေကလူသားတွေပါမြင်းမြိုင်တစ်ဖက်မှာခမရရှိနေသည့်ကျုပ်တို့အတွက်အနှောက်အယှက်ဖြစ်နေပါမယ်ဗျဒီတော့ခမရကိုရှင်းပြရတော့မှာပဲဖျားတရားကိုသာအောင်ပြုတော့ဗျာဟုဆိုလိုက်ရမျက်လက်ကြည့်ရှုနေတော့သူများမှာအထိတ်လန့်ကြနောက်သို့ဆုတ်ခွာပြေးကြလေသည်စာပလင်းမင်းအောင်မှာမူထိုနေရာမှာတလက်မမျှပေမရွေပေကျွန်တော်လည်းသူရဲ့အနားနဲ့ပေးရက်နေလေစာပလင်းမင်းအောင်ကကျုပ်ကိုတက်ပြီးကောင်လှောက်ရောတောက်အောင်မလားဟုတင်ငင်စာမေးလိုက်လေကိုပုံညကမတက်ပါဘူးဗျာအန်ပီအောင်လှရင်မွေပါကျုပ်ကရင်မွေကိုလိုချင်တဲ့လူမဟုတ်ဘူးမွေဟောက်ကိုသာလိုချင်တာဗျာဟုပြန်ပြောလေသည်ထိုကစာပလင်းမင်းအောင်သည်လူစွန်စားကိုပုံညအားမျက်လုံးချင်းဆောင်အောင်ကြည့်ရင်အောက်ပါတိုင်းပြောလိုက်လေဒီမှာကိုပုံညကျုပ်ကိုတနက်နဲ့အချိန်ခံရပေါင်းများပြီဒါမဲ့ကျုပ်တစ်ခါမှမသိခဲ့ဘူးဗျအခုလဲကျုပ်မသိနိုင်ပါဘူးခမကြိုးစားရင်ကြိုးစားကြည့်လေထိုအခါကိုပုံညကကိုမင်းအောင်အတော်ပြောကြီးရဲ့လူပါလားဗျဟုဆိုကစာပလင်းမင်းအောင်ရင်ဝါတဲ့ကိုတနက်ဖြန်ချိန်လိုက်လေသည်ကျွန်ုပ်မှမူမိတ်ဆွေကြီးတေဆုံးကြီးကိုမကြည့်ဝင်သဖြင့်မျက်လုံးကိုစုံမိတ်ထားလေသို့တော်ခဏကြာသည်တနက်တန်ကိုမကြားရပဲ6ထူသောအတန်ကိုသာကြားရ၍မျက်လုံးကိုဖွင့်ကြည့်လိုက်ရာစာပလင်းမင်းအောင်သည်ဘာမှမဖြစ်ပေလူစွန်စားကိုပုံညတူးတဲ့သာလင်သူ့၏တနက်ကိုငုံငါငုံကြည့်နေလေသည်ထိုအခါစာပလင်းမင်းအောင်သည်ကိုအင်းကြီးအောင်မှနောက်တနက်တစ်လက်ကိုထပ်မံထုတ်ယူ၍ကိုပုံညအားချိန်လိုက်လေသည်မှတ်လုံးနဲ့နော်ကိုပုံညဒီတနက်ထဲမှာတော့ကြည်စံပြည့်ထိထားတယ်ဗျခမရဲ့ညာဘက်လက်ကောက်ဝင်မှာလှုပ်ဝက်ပြီးခြိထားတဲ့တေးကြိုးလေးရဲ့အဆန်းကိုကျုပ်ကကြိုတိနေရဲ့ဗျဒီကြိုးလေးအကူနဲ့ကျွန်တော်တနက်ကိုခမလှူလိုက်မယ်လို့လည်းတွက်ဆမိရဲ့ဒါကြောင့်ခမလက်ထက်ကတနက်မှာကြည်တံထည့်ပဲမထည့်ပဲထားခဲ့လိုက်တာဗျဟုပြောလိုက်လေ၏ကိုပုံညသည်ခေါင်းဝမောရဲ့အားပါအဟိရေမောလိုက်လေ၏ပြီးနောက်ကျုပ်ကြည်ချင်းတဲ့ကြီးကိုအဖမ်းခံပါလိုက်ဗျာခမလိုအင်မတန်ထူးချွန်ပြီးအင်မတန်ညံပြီးတဲ့စုံတော်တယောက်ရဲ့လက်ထဲမှာအဖမ်းခံရတာကျုပ်ခွန်ယူပါတယ်ဗျာဟုဆိုကအဖမ်းခံလေသည်ကျွန်ုပ်ဒီကိုပုံညအားလက်ထိတ်ခတ်ပြီးနောက်ကိုပုံည၏တပည့်လေးကဖမ်းဆီးရန်ပြင်ဆင်လေသည်ထိုကစာပလင်းမင်းအောင်ကမလုပ်ပါနဲ့ကောင်လားဒီကောင်လေးမှာဘာအပြစ်မှမရှိပါဘူးသူကမျက်လက်အကူအနေနဲ့ငှားထားတာပါဟုဝင်အောင်ပြောဆိုလေသည်ထိုကမှပဲအနီးနားရက်ကြည့်နေသောလူအုပ်ကြီးကဝမ်းသာအားရစာဖြင့်စာပလင်းမင်းအောင်ဟုတမ်းမြအဟိတ်ကြလေ၏စာပလင်းမင်းအောင်မှာပရိသတ်ကြီးကိုလှုပ်ဝေရန်ပြပြီးပြန်လည်နှုတ်ဆက်ရင်သူ၏ကားကလေးပေါ်သို့တက်လေတော့သည်ထို့နောက်တွင်ကျွန်ုပ်တို့သည်တရားခံများနှင်းစီနှင့်ကွန်ပုံညအားဖန်ဆီးခေါ်ဆောင်၍စစ်ချမ်းများယူဆောင်ရန်စီမံကြရလေတော့သည်ထိုထွက်ဆိုချက်များကိုမူရင်းတိုင်းတင်ပြပါကချစ်လာသောကျွန်ုပ်၏စာဖတ်ပရိသတ်သည်ရှေလျားသောရုံးစာကြီးတစ်ဆောင်ကိုဖတ်ရပြီးတကယ်သို့ပြင်းရင်ညင်းမှုငယ်ဖြစ်လေမည်ထို့ကြောင့်မူရင်းကိုမပြတ်စေဘဲဝတ္ထုတစ်ပွဲရေးသား၍တင်ပြလိုက်ပါသည်ဤထွက်ဆိုချက်များ၌စိတ်ဝင်စားပွဲထိတ်လန့်ပွဲအားကြပွဲအတူကျပွဲစုံစုံလင်းလင်းပါရှိသည်ဖြစ်ရာဤထွက်ဆိုချက်မှတ်တမ်းသည်ပင်လင်စာပလင်းမင်းအောင်နှင့်ဥစ္စာသားမလေးများနင်းစီဖြစ်ပေတော့သည်